နေတယ်မင်္ဂလာပါလူချင်းမင်းများကျွန်မ hospital အကြောင်းကိုထပ်မံပြောမှာဖြစ်ပါတယ်လိုက်လွှင့်ဖို့ကနည်းနည်းလေးနောက်ကျသွားတယ်နောက်ကျသွားတယ်ဒါပေမဲ့အားရလူကြည့်နေတဲ့လူတွေမအိတ်သေးတဲ့လူတွေကိုကျွန်မနဲ့ပေါ့နော် hospital အကြောင်းကိုဆွေးနွေးဖို့အတွက်ကျွန်မရောက်လာတာဖြစ်ပါတယ်အားလုံးပဲ Facebook TikTok YouTube အကုန်လုံးလူချင်းမင်းများအားလုံးကျေးဇူးတင်ပါတယ်ရှင်microphone I don't need microphone because this is 3 screens so you forget မင်္ဂလာပါရှင်ကျွန်မတွေ့ရင်နှုတ်ဆက်လို့ရတယ် comment လေးရေးပေးလို့ရပါတယ် Facebook ကရောမင်္ဂလာပါရှင် TikTok ကရောမင်္ဂလာပါရှင်ဒီနေ့ကျွန်မက outspill လုံးအကြောင်းကိုထပ်မံပြောသွားမှာဖြစ်ပါတယ် live လွှင့်မဲ့အချိန်လေးနည်းလေးနောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်ရှင်အဲ့တော့ဒီနေ့ကျွန်မကလူတွေကိုမဆောက်တော့ဘူးအကုန်လုံးကအိတ်ချပြီးထင်တယ်ပေါ့နော်အားရလူတွေအဆင်ပြေမဲ့လူတွေကျွန်မရဲ့ outspill လုံးအကြောင်းကိုလာ join လို့ရပါတယ်ကျွန်မ comment လေးရေးပေးလို့ရတယ်ကျွန်မမြင်တဲ့လောက်ကို comment reply လုပ်ပေးမယ်ဒီနေ့ကlike က3ခုလုံးတစ်ခါလေးပြန်လောက်တာဖြစ်တဲ့အတွက်ပေါ့နော် comment လေးတွေစာပြန်နောက်ကြတယ်ဆိုလို့ရှိရင်လည်းစိတ်မရှိပါနဲ့ပေါ့နော် YouTube ကရော Facebook ကရော TikTok ကရောကျွန်မရဲ့အတန်လေးကြားလာတစ်ချက်လောက်ရေးပေးပါနော်ရုပ်ကြည်လားအတန်ကြားလားတစ်ချက်လောက်ရေးပေးလို့ရပေးပါရသလားရှင်ရေးပေးပါအောင်ရှင် Do you can hear my voice မင်္ဂလာပါရှင်မင်္ဂလာပါအားရဆိုလို့ရှိရင်ကျွန်မရဲ့ topic ကိုကျွန်မပြောမယ့်အကြောင်းအရာတွေကို share သွားမှာဖြစ်ပါတယ်ကျွန်မရဲ့ like ကိုတွေ့ရဆိုလို့ရှိရင်တယောက်တစ်ချက်လောက် share ပေးလို့ရတယ် Facebook ကလည်းနော်အဆင်ပြေသလားရှင်အဆင်ပြေသလားရှင် YouTube ကရောကြားရလားရှင်ကြားလားကျွန်မကိုမြင်ရလား Okay ကျွန်မလူတွေကိုအများကြီးထိုင်မဆောက်တော့ဘူးဘာလို့ဆိုအချိန်လေးကအရင်တန်ဖိုးရှိတယ်เนาะအဲ့ဒါကြောင့်မလို့ကျွန်မအချိန်တွေကိုအမြန်ဆုံးပေါ့เนาะသွားလို့ရသလောက်အမြန်ဆုံးသွားပါမယ် Facebook မှာလူတွေကြည့်နေတာရှိတယ်ဆိုလို့ရှိရင်เนาะကျွန်မတို့တစ်ချက်လောက်ပြောပြပါအတန်ကြားလားကြည်လားရှင်မင်းတာဘယ်လိုမင်းသားလေးလားမင်းသားလေးရေ work permit နဲ့နေတယ်ဆိုလို့ရှိရင်အသက်အရွယ်ပညာအရေးချင်းအမပြောတဲ့ဒီ hospital နဲ့ကိုက်နေတဲ့အကြောင်းအရာတွေနဲ့ဆက်တယ်ဆိုလို့ရှိရင်တော့လာပြီးတော့ hospital လာရှောက်လို့ရပါတယ် hospital ရှောက်ဖို့အတွက်ပညာရေးချင်းရဲ့ဂျာမန်ဘာသာစကားလိုအပ်တယ်နော်လူတွေကြည့်နေကြလားကျွန်မဘယ်သူမှမမြင်ဘူး Facebook မှာရောကျွန်မဘာမှ view မမြင်အောင်တော့တော့လည်းဖုန်းမရှိဘူးဆိုတော့လည်းခက်ဘယ်လိုလုပ်ကြကဲဒါဆိုလို့ရှိရင်ကျွန်မအချိန်တွေကိုမစောက်တော့ဘူးလူတွေရှိနေတဲ့လူတွေကိုကျွန်မရဲ့ live တွေကိုနောက်မှကြည့်လို့ရအောင်ကျွန်မတခါတည်းဒီနေရာမှာပြောစရာရှိအောင်ပြောသွားမယ်အချိန်လေး10မိနစ်ဖြစ်သွားပြီပေါ့နော်အဲ့ဒါလည်းပြောစရာကောင်းပါတယ်အဲ့တော့အားလုံးပဲမင်္ဂလာပါကျွန်မကတော့တက်ခွန်ဖြစ်ပါတယ်ကျွန်မတို့ဒီ2026 3လပိုင်းကနေစပြီးတော့ကျွန်မရဲ့လုပ်ငန်းတွေကိုစတင်မှာဖြစ်ပါတယ်ဘာတွေကိုစတင်မှာလဲဆိုတော့ကတော့ဂျာမနီနိုင်ငံမှာမြန်မာနိုင်ငံရဲ့လူငယ်များအတွက်ဘယ်လိုမျိုးနော်မြန်မာနိုင်ငံကလူငယ်များအတွက်ဘယ်လိုမျိုးအခွင့်အလမ်းတွေရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်မကအမြဲတမ်း sharing လုပ်ပေးလေရှိတယ် Do you can hear and YouTube and Facebook everything you can hear okay thank you so much also အဲ့တော့เนาะကျမတို့အဓိကပြောချင်တာကเนาะမြန်မာလူငယ်များအတွက်ဂျာမနီနိုင်ငံမှာဘယ်လိုမျိုးအခွင့်အလမ်းတွေရှိတာလဲသူများတွေပြောနေကြတဲ့ကောလာဟာလာသတင်းတွေအမျိုးမျိုးပေါ့เนาะပုံစံအမျိုးမျိုးတွေကျွန်တော်တို့ TikTok တွေမှာရော YouTube မှာရော Facebook မှာရောကြားရတယ်ဟုတ်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒီနေ့ကျမကရှင်းပြသွားမှာဖြစ်ပါတယ်ကျမတို့ဂျာမနီနိုင်ငံမှာเนาะကျွန်မကတော့ Switzerland နိုင်ငံမှာနေပြီးတော့ဂျာမနီနိုင်ငံရဲ့ hospital ကိုကြောင်းလျှောက်ဖို့အတွက်အခွင့်အလမ်းပေါ့နော်ရရှိထားတဲ့လျှောက်ခွင့်ရှိထားတဲ့license ရထားတဲ့လူတစ်ယောက်ဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့ဂျာမနီနိုင်ငံကို hospital လျှောက်ဖို့ဆိုလို့ရှိရင်ဘာတွေလိုအပ်လဲဆိုတာကိုကျမကရှင်းပြမှာဖြစ်တယ်ကျမတို့3လပိုင်းကစပြီးတော့ကျမတို့အလုပ်ကစမယ်ဆိုလို့ရှိရင်ကျမစီမှာရှိတဲ့လူဦးရေဘယ်နှယောက်
ရှိပြီးသားလူတွေပေါ့နော်အယောက်40လောက်ရှိမှထင်တယ်အဲ့ဒီလူတွေကိုကျွန်မကစပြီး interview ခေါ်မှာဖြစ်တယ်အဲ့တော့ interview ခေါ်တဲ့အခါမှာဘယ်လိုမျိုးလူတွေကိုခေါ်မှာလဲဆိုလို့ရှိရင် B1 အနည်းဆုံး certificate ရှိတဲ့လူကိုခေါ်မှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီဟာတွေကိုမပြောခင်မှာဂျာမနီနိုင်ငံကိုမြန်မာလူငယ်တွေအတွက်ဘယ်လိုမျိုးအခွင့်အလမ်းတွေရှိပြီးတော့ဘယ်လိုမျိုးနီးလန်းဘယ်နှမျိုးတွေလာလို့ရတယ်လဲဆိုတဲ့ဟာကိုကျွန်မရှင်းပြသွားမှာဖြစ်ပါတယ်ကျွန်မကိုကြည့်နေတယ်ဆိုလို့ရှိရင်လေ comment လေးတစ်ချက်ရေးပြီးလို့ရှိရင် share ပြီးတော့အဆင်ပြေလေနော်ကျမတို့ဘာမှမြင်အောင်ဒါပေမဲ့အချိန်လေးနောက်ကျသွားတာဖြစ်တဲ့အတွက်နောက်မှာ like ကြည့်လို့ရအောင်နောက်နေ့တွေကြည့်လို့ရအောင်ကျွန်မတစ်ခါလေးပြောသွားပေးမယ်ဂျာမနီနိုင်ငံကိုလာရွလာတဲ့နီလန်တွေကဂျာမန်ဘာသာစကားမပါဘဲနေတော့ဘယ်တစ်ခုမှလာလို့မရပါဘူးသူများပြောနေတဲ့ကျမတို့စီမှာ OPay ဆိုတဲ့ဒီOPay program လည်းကျွန်မမှမရှိပါဘူး။ဘာကြောင့်မလို့ဒီ OPay program တွေကျွန်မမလုပ်ပေးတာလဲဆိုလို့ရှိရင်ဒီ program တွေကအရန်ဒီ stress များပါတယ်။ခင်ဗျားတို့ကို visa တစ်နှစ်ပေးမှာဖြစ်တယ်။ထိုနည်း၎င်းပဲနောက်တစ်ခုက opportunity cut ဖြစ်နေပါတော့။ opportunity cut ဆိုတာဘယ်လိုမျိုးလုပ်လို့ရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာ engineer ဘွဲ့ရထားတဲ့လူတွေဒေါက်တာဘွဲ့ရထားတဲ့လူတွေဒါမှမဟုတ်ဘွဲ့တွေယူထားတဲ့ဟာတွေပေါ့နော်။တခြားအကြောင်းအရာနဲ့ပတ်သက်ပြီးယူထားတဲ့ဟာတွေကျွန်တော်တို့အကြောင်းတက်ပြီးတဲ့ဟာတွေပြောလိုက်မယ်ဆိုလို့ရှိရင် if you have experience some job experience တခုထဲနဲ့မရဘူးကျွန်တော်တို့ study ပြီးထားရမယ်ပေါ့နော်ဒီလိုမျိုးလူတွေကဒါကျမတို့ကြည့်နေပါတယ်ကျေးဇူးတင်ပါတယ်ရှင်အဲ့လိုမျိုးလူတွေကဒါကျမတို့ opportunity ခက်ရှောက်လို့ရတာဖြစ်တယ်ဒါဆိုဒီ opportunity ကလည်းအတန်ကန့်တန့်ရှိတယ်နောက်တစ်ခုက opportunity ကအကန့်အသတ်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ opportunity ကအလားတူတက်တူလာတက်မဲ့လူတွေနဲ့အလားတူကျွန်တော်တို့ဘာလုပ်ရလဲဆိုလို့ရှိရင်ဘာလဲဘလောက်အကောက်ထည့်ရတာဖြစ်ပါတယ်เนาะအဲ့တော့ကျမတို့ဂျာမနီနိုင်ငံမှာနေဂျာမနီနိုင်ငံကို Ausbildung ရှောက်ဖို့အတွက်မြန်မာနိုင်ငံမှာမရမကနေရမှာမဟုတ်ဘယ်နိုင်ငံမှာပဲနေနေရှိတဲ့ကြိုက်တဲ့နိုင်ငံမှာပဲနေနေရှိနေတဲ့နိုင်ငံမှာအဲ့ဒီနိုင်ငံကနေကျွန်တော်တို့ဂျာမန်ဘာသာစကားရှိတယ် education ပြည်စုံရှိတယ်ကျမတို့ပြောနေတဲ့ option တွေရှိတယ်ဆိုလို့ရှိရင်ဂျာမန်ဘာသာစကားလေးသိတယ်ဆိုလို့ရှိရင်ကျမတို့ဂျာမနီနိုင်ငံကို Ausbildung ရှောက်လို့ရတာဖြစ်တယ်เนาะအဲ့တော့ဂျာမန်ဘာသာစကားကိုဘယ်နေရာမှာလေ့လာရမှာလဲကျမစီမှာဂျာမန်ဘာသာစကားကိုကျွန်တော်တို့တင်ကြားပေးခြင်းမရှိသေးဘူးပေါ့เนาะအဲ့ဒါနောက်ပိုင်းမှာတင်ကြားပေးမယ်ယခုလောလောဆယ်မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာเนาะကျွန်တော်တို့မြန်မာနိုင်ငံမှာဂျာမန်ကျောင်းတွေရှိတယ်ရန်ကုန်မှာရှိတယ်တခြားဟာတွေတင်ပေးတာကျောင်းတွေအမျိုးရှိပါတယ်အဲ့ဒီကျောင်းတွေမှာကိုရိုင်းသွားပြီးလေ့လာတင်ယူရမှာဖြစ်ပါတယ်ဂျာမန်ဘာသာစကားကိုဂျာမနီနိုင်ငံမှာစဉ်းစားလိုက်တော့တိလိုက်တဲ့အခါမှာ Ausbildung ဆိုတဲ့ဟာကိုအတိအကကျွန်တော်တို့ကြားရမယ် Ausbildung ဆိုတဲ့ဟာကအသက်မွေးဝမ်းကျောင်းဖြစ်တယ်အဲ့ဒီအသက်မွေးဝမ်းကျောင်းကိုကျွန်တော်တို့တက်လာနိုင်ဖို့ဆိုလို့ရှိရင်ဂျာမန်ဘာသာစကားအတိအကမဖြစ်လိုအပ်တာဖြစ်ပါတယ်ကျမရဲ့ like ကနည်းနည်းနောက်ကျသွားတယ်ပေါ့နော်အဲ့တော့ဂျာမန်ဘာသာစကားမဖြစ်လိုအပ်တဲ့ opportunity ခက်ရှောက်လို့ရှင်လဲအနည်းဆုံး A2 ကနေ B1 ထိရှိဖို့လိုအပ်တယ်ကျွန်တော်တို့ဂျာမန်ဘာသာစကားမပါဘဲလာလို့ရှင်တော့ပြဿနာပေါင်းအများကြီးဒီမှာရှိပါတယ်ကျမတို့ကလေတကယ်လို့ပေါ့နော် customer လို့ရှင်တာတက်နေပဲဆိုလို့ရှင်အလွယ်ကြီးနဲ့အများကြီးပြောလို့ရတယ်ဒါပေမဲ့ကျမတို့ကမမှန်ကန်တိစချာလေးအလုပ်တစ်ခုကိုလုပ်တာဖြစ်တဲ့အတွက်ကျမတို့မဖြစ်နိုင်တဲ့ဟာတွေကိုလူတယောက်ဒုက္ခရောက်မဲ့လမ်းကြောင်းတွေကိုကျွန်တော်တို့လွယ်ကိုညှော်လို့မရအောင်เนาะအဲ့တော့ဂျာမန်ဘာသာစကားမလေ့လာဘဲနဲ့လာချင်တယ်ဆိုလို့ရှင်တော့အနေငယ်ခက်တယ်အဲ့တော့ဒါပေမဲ့ရောက်လာတဲ့ရှင်ရောက်လာနိုင်တယ်ပေါ့အကြောင်းမျိုးကြောင့်ရောက်လာနိုင်တယ်ဒါပေမဲ့ဒီမှာရေရှည်လေးထိုင်ရက်တည်ဘူးဆိုလို့ရှင်အနေငယ်ခက်ပါတယ်ဒါကြောင့်မလို့ကျမတို့မြန်မာနိုင်ငံကနေဘယ်သူတွေပဲဖြစ်ဘယ်လိုမျိုးလူတွေပဲဖြစ်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံကနေလာမယ်စဉ်းစားထားတယ်ဆိုလို့ရှင်ဂျာမန်ဘာသာစကားကိုတော့လေ့လာမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျမရဲ့အများရန်ဗီဒီယိုထဲမှာပြောလေးရှိတယ်ကျွန်တော်ရဲ့ဗီဒီယိုထဲမှာပြောလေးရှိတဲ့စကားလုံးတစ်ခုကအသက်က30အောက်ဆိုလို့ရှင်ပိုကောင်းတယ်။ဘာကြောင့်ပြောရလဲဆိုဂျာမန်ဘာသာစကားလေ့လာတာဟာတစ်နှစ်ကနေ2နှစ်ထိကြာပါတယ်ပေါ့နော်။ဒါ depends ဘယ်သူကဘယ်လောက်အားကောင်းတယ်လဲဒီဟာပေါ်မှာမူတည်တယ်။ကျမကဒီလောက်ကြာတယ်ဟိုလောက်ကြာတယ်အတိအကျပြောပြလို့မရဘူးเนาะအဲ့တော့ဂျာမန်Ausbildung ကကျွန်တော်တို့မနက်ဖြန်နေ့လေညနေပိုင်းမှာဖြစ်မြန်မာနိုင်ငံရဲ့ညနေပိုင်းမှာပေါ့နော်ကျမ post ကိုလည်းတင်ပေးပါမယ်ကျမ website လေးတစ်ခုလုပ်ပေးထားတယ်အဲ့ဒီတစ်ခုထဲမှာရှင်တို့ကိုဒီကျွန်တော်တို့ရဲ့ option ကျွန်တော်တို့ဖြစ်နိုင်တဲ့ကျွန်တော်တို့ contact လုပ်ပေးနိုင်တဲ့ company တွေရဲ့ company တွေပေါ့ဒီအလုပ်လမ်းကြောင်းတွေကိုကျမကချပြသွားမှာဖြစ်တယ်အဲ့ဒီမှာလိတ်လေးချထားပေးမယ်အဲ့ဒီ late လေးမှာကျွန်တော်တို့ ဒီ Ausbildung ဘယ်နှမျိုးအဲ့ဒီအမျိုးတွေကအလုံးလုံးနေအချိန်ဘယ်လောက်လားစာရပြီးတော့အလုံးလုံးပြီးရင်ဘယ်လောက်လားစာရတယ်အကြောင်းတက်ပြီးလို့ရှင်ဘယ်လောက်လားစာရတယ်ဆိုတဲ့ဟာတွေ detail တွေကိုကျွန်မကရှင်းပြသွားမှာဖြစ်ပါတယ်အဲ့ဒီ video လေးကိုတွေ့လို့ရှင်ခင်ဗျားတို့စောင့်ကြည့်ပြီးတော့အဲ့ဒီဟာမှာ smith လုပ်လို့ရပါလဲလေ့လာလို့ကိုရိုင်းလေ့လာလို့ရတယ်ဘယ်လိုဖွင့်ကြည့်ရမှာလဲဘယ်လိုသွားရမှာလဲဆိုတဲ့ဟာကိုကျွန်မကိုယ်တိုင်ရှင်းပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်မရဲ့ follower တွေထဲမှာ B1 certificate ရှိနေပြီးတော့ Ausbildung
ရှောက်ချင်တဲ့လူတွေဆိုလို့ရှင်တော့3လပိုင်းကနေစပြီးကျမတို့ interview စခေါ်မှာဖြစ်ပါတယ် interview စခေါ်တဲ့အခါမှာ German ဘာသာစကားနဲ့ပြုမှာဖြစ်ပါတယ် German ဘာသာစကားနဲ့ပြုမဲ့အခါမှာကျွန်တော်တို့ interview ဂျာမန်လိုကောင်းကောင်းမွန်မွန်နားမလည်ဘူးဆိုလို့ရှိရင်ကျမတို့ interview ကနေရက်ဆိုင်တာမျိုးလို့ရှိလာမယ်ဒါကြောင့်မို့ကျမတို့ interview ကိုစောစောခေါ်ရတာဖြစ်ပါတယ်တကယ်လို့ hospital ကဆိုလို့ရှိရင်6လပိုင်းကနေစပြီးတော့ကျွန်တော်တို့ကစပြီးမှဗာလဲအကြောင်းတက်ရမှာဖြစ်တယ် hospital ကို6လပိုင်းကနေပဲဒီကိုရောက်လာမတိုင်းခင်မှာပဲဒီကိုရောက်အောင်လာရမှာဖြစ်တယ်ပေါ့နော်စောစောစီစီကျူတင်လာထားလို့လည်းမရဘူးနောက်ချပြီးလာလို့လည်းမရပါဘူးအဲ့တော့လူကြီးလူငယ်ဘယ်နိုင်ငံမှာပဲရှိနေဂျပန်ကိုရီးယားဘယ်နေရာမှာပဲရှိနေကျမတို့မြန်မာလူငယ်လေးတွေဆယ်ရအောင်ထားပြီးသားဖြစ်တယ်ပွဲရပြီးသားဖြစ်တယ်အသက်လည်း35နှစ်အောက်30အောက်ရှိနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဂျာမန်ဘာသာစကားနောက်ထပ်ဘာသာစကားနောက်တစ်မျိုးလေးတင်ချင်တဲ့စိတ်ရှိတယ်ကျွန်တော်တို့ဂျာမနီနိုင်ငံကိုလည်းစိတ်ဝင်စားတယ်ရေရှည်ရက်တည်ဖို့အတွက်ကျွန်တော်တို့အတွက်ဖြစ်နိုင်မလားကျွန်တော်တို့အတွက်နော်တွားချင်တဲ့ six များရှိနေခဲ့တယ်ဆိုလို့ရှိရင်ကျမစီကိုလာပြီးတော့ဆက်တွယ်လို့ရပါတယ်ဂျာမန်စာတင်ထားလို့ရပါတယ်ပေါ့နော်ဂျာမန်စာတင်ပြီးသွားရင်တော့ကျွန်တော်တို့ဂျာမန်စာရဲ့ education ဂျာမန်စာရဲ့ certificate ကိုကျွန်တော်တို့နဲ့အတူတူကျွန်တော်တို့ရဲ့ education တွေအကုန်လုံးနဲ့အတူတူကျွန်တော်တို့ hospital ရှောင်းမှာဖြစ်ပါတယ်ရှောင်းမဲ့ option တွေကတော့ဂျာမန်အတိတ်ကဒူနာပြုရှိမယ်ပေါ့နော်ဒူနာပြုတွေရှောင်းလို့ရမယ်နောက်တစ်ခုကကြတော့ဗာလဲနောက်တစ်ခုကကျတော့ဂျာမန်ဘာသာစကားမဟုတ်ဘူးဆိုရင်လည်းဒီဒူနာပြုမဟုတ်ဘူးဆိုရင်လည်းဈေးရောင်းဈေးဝယ်ရမယ် logistic တွေရှိမယ်အမျိုးမျိုးပေါင်းစပ်အမျိုးမျိုးတွေကျမတို့ရှိမှာဖြစ်ပါတယ်အဲ့တော့ကျမတို့မြန်မာလူငယ်လေးတွေဘယ်သူပဲဖြစ်အဲ့ဒီရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးစိတ်ဝင်စားတယ်ဂျာမန်နိုင်ငံမှာရေရှည်နဲ့တည်ချင်တဲ့ hospital ကhospital လာရှောက်တယ်ဆိုတဲ့နေရာမှာတိထားမှာကျမတို့လူငယ်လေးပြင်းဖို့မဟုတ်ပါဘူးအလုံးလုံးအောင်မှာဖြစ်ပါတယ်အဲ့တော့ပြင်းနေပြီးတော့အလုံးမလုံးချင်တဲ့လူမကြိုးစားချင်တဲ့လူရီးဟာမရှိတဲ့လူတွေကတော့မလာတာကောင်းပါတယ်ပေါ့နော်ဒီနေရာမှာလည်းနိုင်ငံကြီးဖြစ်တဲ့ကျွန်တော်တို့တာဝန်ဒီအများကြီးယူပြီးတော့ယူရမှာဖြစ်ပါတယ်ကုန်ကြစိတ်ကကြတော့ကုန်ကြစိတ်က2026နဲ့2029ကုန်ကြစိတ်ကတူကောင်းမတူနိုင်ဘူးပေါ့နော်အခုလောလောဆယ်က2026မှာကကြတော့ကျွန်တော်တို့လေလက်မှတ်ရှိမယ်ဗီဇာကြီးရှိမယ်ပြီးလို့ရှိရင်330ဆိုစုစုပေါင်း380လောက်နေပေါ့နော်လာခါနီးမှာဆိုပြင်ဆင်မှာဖြစ်ပါတယ်အဲ့ဒီအဲမှာဘာသာစကား include ဖြစ်သလားဆိုလာမေးကြမေးခွန်းရှိတယ်ဘာသာစကားကတော့အဲ့အဲမှာမပါပါဘူးဘာကြောင့်လဲဆိုဘာသာစကားကိုယ့်အကူသင်ကြားရမှာဖြစ်ပါတယ်ကျမတို့ဘက်ကနေနောက်ပိုင်းကျမှပဲဘာသာစကားတွေကိုကျွန်တော်တို့အကြောင်းကိုယ်တိုင်ဖွင့်ပေးနိုင်တာမျိုးဖွင့်ပေးတာမျိုးတွေကျွန်တော်တို့စူးစမ်းသွားမယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ထိုင်းမှာရှိတယ်စင်ကာပူမှာရှိတယ်မလေးရှားမှာရှိတယ်ကျွန်တော်တို့ဘေးနေရာကနေပြီးတော့ဂျာမန်ဘာသာစကားလေ့လာမှာလေအမရေဆိုလို့ရှိရင်ကျွန်တော်တို့လေ့လာမှာဂျာမန်ဘာသာစကားကတချို့ online class teacher တင်မဲ့ online class နဲ့တင်ကြားတဲ့လူရှိတယ်တချို့မှာတော့နိုင်ငံတိုင်းမှာ institute ရှိတယ်ပေါ့နော်အဲ့ဒီ institute ကနေသွားလေ့လာလို့ရတယ်ရန်ကုန်မှာရှိနေတယ်ဆိုလို့ရှိရင်ရန်ကုန်မှာ British Institute ဆိုမှရေးလိုက်လို့ရှိရင်အမှအကြောင်းတွေရှိပါတယ်အဲ့ဒီကိုသွားပြီးတော့အကြောင်းမှာသွားလေ့လာကြပါအဲ့တော့ YouTube ကပဲဖြစ်ဖြစ် TikTok ကပဲဖြစ်ဖြစ် Facebook page ကပဲဖြစ်ကျွန်တော်တို့ကိုဘယ်နေရာမှာဆက်သွယ်လေ့လာမှာဆက်သွယ်ရမှာလဲဆိုလို့ရှိရင် Facebook page တစ်ခုကနေဆက်သွယ်လေ့လာဆက်သွယ်ပြီးတော့အဲ့ဒီမှာ link လေးတွေချပေးထားတယ်တချို့link ကpage link ကနှိပ်လို့မရဘူးဆိုလို့ရှိရင် Viber နံပါတ်ဒီမှာလာပြီး register လုပ်ပါလာပြီးမေးမြန်းပါဒါမှမဟုတ် WhatsApp အဲ့ဒီ WhatsApp ဟိုမှာဗာလဲ Messenger မှာလာမင်းပါကျမကိုယ်တိုင်တိကျပြန်ပြီးတော့ဖြည့်ပေးပါတယ်เนาะအဲ့တော့ဘယ်သူပဲဖြစ်လူငယ်များကျမတို့အာရှနိုင်ငံမလေးရှားစင်ကာပူတွေမှာအချိန်ကုန်မဲ့အစားဒီနိုင်ငံမှာလာပြီးတော့ကျွန်တော်ရဲ့ပညာရေးတွေကိုလာရင်းနှီးမြှုပ်နှံပါလို့ကျမပြောချင်ပါတယ်ပညာရေးရင်းနှီးမြှုပ်နှံမှုဟာအများကြီးပေါ့နော်ကြည်လိုက်တော့ကုန်ချစိတ်တွေများပြီးတော့အချိန်ကြာသလိုဖြစ်ပေမဲ့တကယ်ပညာရေးတစ်ခုလေ့လာပြီးတော့လက်ရှိလက်ကင်ပေါ့နော်ကျွန်တော်လုစားကင်စားလို့ရတဲ့အသက်မွေးကြောင်းတစ်ခုတတ်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့စီးပွားရေးဒီပတ်စံရှာတာထက်စားလို့ရှိရင်အများကြီးအကျိုးရှိပါတယ်ပေါ့နော်တသက်စားမကုန်ပါဘူးပေါ့အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ကျမရဲ့အမြင်နဲ့တူတဲ့လူတွေလူငယ်လေးတွေတချို့လူတွေစစူးစမ်းချင်တဲ့လူတွေပေါ့အနာဂတ်မှာငါတို့တတိယနိုင်ငံမှာလည်းဖြစ်နေတယ်ကျွန်တော်တို့အလုပ်အာမခံလည်းအဲ့ဒီမှာရှိတယ်ကျမရဲ့အာမခံလည်းရှိတယ်တကယ်လို့ကျွန်တော်တို့ဒီနေရာမှာ10နှစ်နေသွားရင်ဆိုလို့10နှစ်အထက်လုပ်သွားပြီးကျွန်တော်တို့စိတ်ဆက်ပြီးနေမယ်ဆိုရင်လည်း6နှစ်ကနေနိုင်ငံသားလျှောက်ခွင့်ရှိတယ်ပေါ့နော်ဒီလိုမျိုးလျှောက်ခွင့်ရှိလာတဲ့ခါမှာနိုင်ငံသားလျှောက်လိုက်ပြီးဆိုကိုယ့်ရဲ့သားသမီးတွေလည်းအဆင်ပြေသွားမယ်ကိုယ့်ရဲ့အနာဂတ်မှာကျွန်တော်ပညာရေးကိုလိုလားတဲ့လူဖြစ်ရမယ်ပေါ့နော်အဲ့တော့အဲ့လိုပြောခါမှာကျွန်တော်ဒီ hospital တက်နေတဲ့အသက်မွေးအကြောင်းတက်တဲ့ခါမှာဆိုလို့ရှိရင်မိဘတွေကနေပတ်စံတပြားမှထောက်ပံ့ပေးစရာမလိုဘူးကိုကျွန်တော်တို့ကို company ကနေပေးတဲ့လစာနဲ့လုံလောက်ကျွန်တော်တို့ပေါ့နော်လုံလောက်ဘယ်လိုပြောရမလဲ
လုံလောက်ဟိုဟာလုပ်လို့ရပါတယ်เนาะအဲ့တော့ကျမရဲ့ Facebook ကနည်းနည်းလေး error ဖြစ်နေကျမပြန်စလိုက်မယ်เนาะပြန်စလိုက်မယ်ခဏလေးအဲ့ဒီတော့ဘယ်သူပဲဖြစ်ပေါ့နော်စိတ်ဝင်စားတယ်ဂျာမနီနိုင်ငံကို Ausbildung တက်ချင်တယ်ကျမအသက်အရွယ်လဲကြိုက်သေးတယ်အဆင်ပြေသေးတယ်လို့စဉ်းစားတယ်ဆိုလို့ရှင်တော့ကျမတို့စီကိုလာပြီးတော့မေးမြန်းလို့ရပါတယ်မေးမြန်းတယ်ဆိုတဲ့ဟာတဲ့ကျမရဲ့ဒီ Facebook page ရဲ့ဒီ Germany အကုန်လုံးကိုပေါ့နော်အကုန်လုံးနေရအတိုင်းမှာပေါ့ကျမအကုန်လုံးဒီ German Ausbildung အကြောင်းကိုအများကြီးပြောပြထားတာရှိပါတယ်တွားရောက်ပြီးတော့နားထောင်ပေးပါနော်ပြောပြသွားနာထောင်ပေးပါကျမတို့အချိန်ရှိတယ်ပေါ့နော်တွားရောက်နားထောင်ပေးပါဘယ်သူမဆူမေသူမဆူအသက်ကြီးအသက်အရွယ်နဲ့ပေါ့နော်ကျွန်တော်တို့သတ်မှတ်ထားတဲ့ကျွန်တော်တို့သတ်မှတ်ထားတာမဟုတ်ဒါတွေအကုန်လုံးကုမ္ပဏီကနေသတ်မှတ်ထားတာဖြစ်တယ်သတ်မှတ်ထားတဲ့အသက်အရွယ်အလိုက်ပေါ့နော်ကျွန်တော်တို့မလေးရှားစင်ကာပူတွေမှာအချိန်ကုန်မဲ့အစားကိုမှ passport လည်းရှိတယ်နော်ပထမအဆုံး passport ရှိရမယ် passport ရှိရမယ်ပြီးလို့ရှိရင်ပညာရေးချင်းရှိရမယ်ပြီးလို့ရှိရင်ဂျာမန်ဘာသာစကားရှိရမယ်ဒီလိုမျိုးအချက်လက်တွေအကုန်လုံးရှိတယ်ဆိုလို့ရှိရင် Ausbildung လာရှောက်လို့ရတာဖြစ်ပါတယ်နော်အဲ့တော့ Ausbildung ကလူကြီးဘာသာချားမရွေးအကုန်လုံးရှောက်လို့ရပါတယ်ကျမရေးကရေရှည်နာတာရှည်ယောဂပြီးဘူးစီဘူးယောဂတွေမရှိရဘူးနောက်တစ်ခုကကျတော့ဗာလဲAIDS ယောဂရှိတာမျိုး prostate ရှိတာမျိုးတွေကတော့ဒီဘက်နိုင်ငံကိုဝင်လာဖို့အတွက်ဆေးစစ်မှာဖြစ်တယ်မလက်ခံလောက်ပါဘူးပေါ့နော်အဲ့တော့ GED အောင်လက်မှတ်တို့အောင်လက်မှတ်အမျိုးမျိုးတွေကျွန်တော်တို့လူငယ်တွေမှာရှိတယ်ဟုတ်တယ်ကျွန်မပြောပြမယ်ဒီဘက်နိုင်ငံမှာလာရဲဆိုတာလေအကြောင်းလာတက်တာဖြစ်တယ်နော်အလုပ်ပဲတစ်ခါလေးလုပ်တာမဟုတ်ဘူးအကြောင်းလာတက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့လူငယ်တွေဘယ်သူမှဆိုကြောင်းစာလိုက်နိုင်ဖို့လိုအပ်တယ်ပြီးတော့စာလုပ်ချင်တဲ့စိတ်ရှိဖို့လည်းလိုတယ်ကျွန်တော်တို့စာမလုပ်ချင်ဘူးကျွန်တော်တို့ကစာမလုပ်ချင်မဲ့နဲ့ပြင်းတယ်နော်ဒီလိုအလုပ်တစ်ခုပဲဥတီပြောလာချင်တယ်ဆိုလို့ရှိရင်လည်းအဆင်မပြေဘူးเนาะအဲဒါကြောင့်မလို့ဘယ်သူပဲဖြစ်ဘယ်ဘွာပဲဖြစ်ကျွန်တော်တို့အလုပ်လဲလုပ်ချင်တယ်စာလဲလုပ်ချင်တယ်စာလဲတော်ရမယ်စာလဲလိုက်နိုင်ရမယ်ဒီလိုမျိုးလူငယ်တွေကဒါလေအတိကကျွန်တော်တို့ Ausbildung ကိုရှောက်ပေးမှာဖြစ်ပါတယ် Ausbildung ရှောက်တဲ့အခါမှာကျမကိုယ်တိုင်ရှောက်ပေးမှာဖြစ်ပါတယ်ကျမရဲ့ Ausbildung ရှောက်ဖို့အတွက်အခွင့်အလမ်းတွေဖြည်းချင်းကျွန်တော်လမ်းရောက်လာပြီပေါ့နော်အရင်တော့ကတော့ကျမရှောက်ပေးမယ်လို့မပြောဘူးเนาะအခုကတော့ကျမရှောက်ပေးလို့ရသွားတဲ့အခွင့်အရေးရှိသွားပြီအခွင့်အလမ်းတွေရှိသွားပြီပေါ့နော်ဒါကြောင့်မလို့လူငယ်တွေဘယ်သူပဲဖြစ်ဘယ်မှာကြည့်နေတဲ့လူပဲဖြစ်ဘယ်မှာရှိနေတဲ့လူပဲဖြစ်เนาะကျမတို့ဘယ်သူကိုပဲဖြစ်ကျမစီကို10တန်းစနစ်ဟောင်းအောင်ထားတဲ့လူဒါမှမဟုတ်တက်ကလို့တက်ထားတဲ့လူဒါမှမဟုတ်ဘူးဆိုလို့ရှင်နောက်တစ်ခုကအခုစနစ်တစ်မှာ12တန်းအောင်ထားတဲ့လူတွေဒီလူတွေပဲသူမဆိုဂျာမန်ဘာသာစကားကိုတွားရောက်လေ့လာလို့ရပါတယ်ဂျာမန်ဘာသာစကားလေ့လာပြီးတဲ့အခါမှာ B1 certificate ရှိလာပြီဆိုလို့ရှင်ကျွန်တော်တို့ကိုလာပြီးတော့အကြောင်းကြားပါ B2 certificate လာခါနီးမှာတော့ B2 ရှိစေချင်တယ်ပေါ့နော်အထူးသဖြင့်တချို့လူတွေက IT ရှောက်ချင်တယ်တချို့လူတွေကဗာလဲaccounting ဘိုင်းကိုတွားချင်တယ်ဒီလူမျိုးတွေတွားချင်တဲ့လူတွေကြတော့10တန်းအောင်ထားရုံတက်နဲ့မဟုတ်ဘဲနဲ့တက်ကရိုပြီးထားတဲ့လူလည်းဖြစ်ကောင်းတယ်ပြီးလို့ရှိရင်ဂျာမန်ဘာသာစကားမှာ B2 လို့အတဲ့တချို့လူတွေကဂျာမန်ဘာသာစကားကို certificate ပဲမလာပြီးတော့ A1 က B1 certificate ကမလာပြီးတော့လက်တွေ့မှာစာတကယ်စကားပြောတဲ့အခါမှာအဆင်မပြေတာရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေဆိုလို့ရှိရင်လည်းအဆင်မပြေဘူးဒါကြောင့်မလို့ကျွန်တော်တို့စာလုပ်တဲ့အခါမှာဆမ်မဘွက်အောင်ဖို့တက်မဟုတ်ဘဲနဲ့ကျွန်တော်တို့တည်တည်ချာချာဂျာမန်ဘာသာစကားကိုနားလည်နိုင်တဲ့အစွမ်းစာရှိတဲ့အထိကိုယ်တိုင် practice များလုပ်အောင်မှာဖြစ်ပါတယ်ဂျာမန်စာကိုဘယ်လိုမှလုပ်လို့မကြက်ယူလို့လည်းမရပါဘူးเนาะအဓိကကျွန်တော်တို့ practice များလုပ်အောင်မှာဖြစ်ပါတယ်အဲ့တော့ practice များလုပ်ဖို့အတွက်ဒီခုချိန်မှာလူငယ်တွေအကုန်လုံးကဖုန်းကိုစီရှိတာတယ်ဟုတ်တယ်ဟုတ်အမှ ChatGPT ရှိတယ် Gemini ရှိတယ်ဗာလဲဒီမိုင်းရှိတယ်အဲ့ဒီအကုန်လုံးတွေကကျွန်တော်တို့ဂျာမန်လို့ပြောလို့ရတယ် practice ကိုယ်တိုင်လုပ်လို့ရတယ်ကျွန်မကိုယ်တိုင်လည်းဒီလိုလုပ်တယ်ပေါ့နော်အဲ့တော့လူငယ်တွေဘယ်သူပဲဖြစ်ဘယ်နိုင်ငံမှာပဲနေတကယ်လို့ငါကတတိယနိုင်ငံကိုတတိယနိုင်ငံတစ်ခုမှာအခြေချချင်တယ်နော်အသက်ငယ်တဲ့ချိန်တော့မသိသေးဘူးအသက်30ထိအသက်30အောက်ထိလေဝီလောင်ဝါလာပဲကျွန်မတိတ်မရစ်ချက်သေးဘူးအရင်တော့ကလေအသက်30အောက်ထိပေါ့နော်ငါနေတိုင်းပြောတာဟိုနေ့ကကျမပြောသလိုပေါ့ကျမအမျိုးသားကိုပြောလို့ပေါ့ကျမတို့ရဲ့ live မှာကဘယ်လိုတွားကြတယ်လဲဆိုလို့ရှိရင်ကျမတို့ရဲ့လူငယ်ရဲ့ live မှာဘယ်လိုတွားကြတယ်လဲဆိုလို့ရှိရင်တခါတလေကျန် note ချတဲ့လူကိုပြောအောင်မဟုတ်ဘူးကျမရဲ့အတွေ့ကျမကြုံတွေ့ခဲ့ရတဲ့ဟာပေါ့မလေးရှားစင်ကာပူတွေမှာအလုပ်လုပ်တဲ့အချိန်မှာကျွန်တော်တို့ဒီလိုမျိုးမြင်းတကောင်ရဲ့အမြင်လိုပဲမြင်နေပေါ့နော်တောက်လျှောက်ဒီလိုအတဲ့ပဲမြင်နေဘေးနားတွေညတွေမမြင်တော့ဘယ်လိုဖြစ်တယ်လဲဆိုလို့ရှိရင်ငါဒီအလုပ်ကိုမပြုတ်အောင်ကြိုးစားမယ်ပြီးလို့ရှိရင်ငါဒီအလုပ်မှာကောင်းကောင်းမွန်မွန်ဟုတ်လားမနဲ့ညအလုပ်သွားပြီးတော့ဟုတ်တယ်မလားငါလဆင်အိမ်ကိုဘယ်လောက်ပို့နိုင်မလဲ
ဒီဟာတွေပဲကျွန်တော်တို့ကြည့်တဲ့အခါမှာကျွန်တော်တို့ရဲ့ဘဝတိုးတက်တဲ့လမ်းကြောင်းကိုမမြင်ရဘူးเนาะအဲ့တော့လူတွေကကျွန်တော်တို့စိတ်ရုပ်လို့ဖြစ်လာတယ်ကြာလာတဲ့ခါကျတော့ရှင်လေအဲ့လိုဖြစ်တဲ့ခါကျတော့သူများတတိယနိုင်ငံသွားတယ်ဆိုရင်လေတတိယနိုင်ငံကကိုအတွက်ကအရန်လေအလန်းဝဲတော့ကွာလောလောဆယ်မှာတော့မှတလောက်3သိန်း4သိန်းပဲကိုကအလုပ်လုပ်ရင်းနဲ့ရှာနိုင်တဲ့လူတယောက်ကသိန်း50 60ဆိုရဲအမောက်ပမာဏကိုလာပြောတဲ့ခါမှာကိုကဒီဟာနဲ့ငါနဲ့မဆိုင်ဘူးလို့ပဲအမြဲတမ်းကျမတို့တွေးတတ်ကြတယ်ပေါ့နော်အဲ့လိုမဟုတ်ပဲနဲ့လူငယ်တွေကိုကျမပြောချင်တာကတော့ငါတို့ဟာဒီနေရာမှာပဲတက်လုံးရှိနေလို့မဟုတ်ဘူးကျွန်တော်တို့ဘဝကိုဒီထက်အောင်မြင်တဲ့နေရာတိုးတက်တဲ့နေရာကျွန်တော်တို့ခြေလမ်းအစ်နော်ကျွန်တော်တို့လူငယ်တွေဖြစ်တဲ့အချိန်မှာအားကောင်းတဲ့အချိန်ခန္ဓာကိုယ်ကောင်းတဲ့အချိန်ကြမ်းမာတဲ့အချိန်မှာပဲဒီအရာတွေအားလုံးကျွန်တော်တို့လုပ်နိုင်ခွင့်ရှိတာဖြစ်တယ်အသက်ကြီးလာပြီအသက်60ကျမတို့အသက်40နားရောက်လာပြီဆိုရှင်မျက်စိမကောင်းတော့နားမကောင်းတော့ဥပမာကွာကျမ်းမာရေးတွေမကောင်းတော့ဒီချိန်မှာဘယ်သူမှကိုမကြိုက်တော့နော်အဲ့ဒီတော့ကျမတို့ကဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်လူငယ်တွေဖြစ်နေတဲ့အချိန်မှာကလေးငယ်တွေကိုကျမအဓိကပြောချင်တာလူငယ်လေးတွေရဲ့ကျမတို့ရဲ့ဘဝတွေကိုအသက်ငယ်ငယ်အချိန်မှာများရုန်းကန်ပါများ practice လုပ်ပါများခြေလမ်းများလမ်းပါလူငယ်ဖြစ်တဲ့အခါမှာခြေလမ်း5လမ်းကိုဒလမှာလမ်းနိုင်တယ်ဆိုလို့ရှိရင်တော့အသက်ကြီးလာရင်တော့ကျွန်တော်တို့5လမ်းကိုလမ်းမလွယ်ဘူးเนาะအခုအသက်40ရောက်နေတဲ့လူတွေကိုမေးကြည့်လိုက်မာဒတ်ကလေးလာဖို့ဆိုလို့ရှိရင်မညံနေမကောင်းတော့ဘူး memory ကပြည့်သွားတာဘာကြောင့်လဲကျွန်တော်တို့အသက်အရွယ်တစ်ခုရောက်လာရင်ရင့်ကျက်လာပြီအိမ်ထောင်ရေးရှိလာပြီသားသမီးရှိလာပြီကလေးတွေရှိလာပြီပြီးလို့ရှိရင်လူမှုရေးပိုက်ဝန်းကျင်တွေအများကြီးရှိလာပြီဒီလိုမျိုးရှိလာတဲ့အခါမှာကျွန်တော်တို့အတွက်ဘဝတိုးတက်ဖို့လမ်းကြောင်းကိုတွားဖို့ရှာဖို့နေတာကိုဖာရာကိုရောင်မှပေါ့နော်လုံးပန်းချနေနေကျွန်တော်တို့ရဲ့ရှေ့လက်ဖို့အတွက်နောက်ထပ်တနိုင်ငံကိုတွားဖို့အတွက်ကအများကြီးတွေးသွားလိုက်တွေးလာနိုင်ပြီပေါ့နော်အဲ့တော့ကျမတို့အိမ်ထောင်မကြသေးတဲ့လူတွေဖြစ်အိမ်ထောင်ကြပြီးတော့ခါသားသမီးမရှိသေးတဲ့လူတွေဖြစ်အသက်30အောက်ကလူငယ်တွေကဒီလိုမျိုးအခွင့်အရေးရှိတဲ့အချိန်မှာဂျာမနီနိုင်ငံကိုလာဖို့ဒီလိုမျိုးအခွင့်အရေးတွေရှိနေတဲ့အချိန်မှာကျွန်တော်တို့မှာရောဒီလိုမျိုး experience တွေရှိနေတယ်ကျွန်တော်တို့ education တွေရှိနေတယ်ဆိုရရှင်တော့ဂျာမနီနိုင်ငံကိုလာပြီးတော့စမ်းကြည့်စေချင်တယ်ပေါ့နော်အဲ့တော့ကျမတို့ကဒီ Ausbildung လုံးလျှောက်ပေးတဲ့နေရာမှာအပြီးစီးဘယ်လောက်လဲဆိုလာမေးတယ်ဘလို့အပြီးစီးမရလဲကျမနားမလဲဘူးဒါပေမဲ့ကျမတို့လုပ်ပေးတဲ့ဟာကိုကျမပြောပြမယ်ဂျာမန်လေးလက်မှတ်ကကိုယ့်အကိုပေးရမယ် customer ဘက်ကပေးရမယ်ဗီဇာကြီးပေးရမယ် health insurance တလားစာပေးရမယ်ကျန်တဲ့ကျမတို့ဒီကိုလာခါနေမှာကျမတို့ထောက်ခံစာတွေပါညာကွိကတွေကိုယ့်အကိုပေးရတယ်ပေါ့လေနော်အဲ့တော့ကျမတို့နောက်တစ်ခုအဲ့ဒီ Ausbildung လုံးလျှောက်တဲ့ခါမှာ PV PJ PE ဘာမှမလို့ဘူး passport ကအရှင်ရှိနေတယ် passport အတန်းရှိနေတယ်အဲ့ဒီနိုင်ငံမှာတရားဝင်နေထိုင်နေဆိုလို့ရှိရင်ရှောက်လို့ရတယ်เนาะအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဘယ်လိုမျိုး passport ပဲဖြစ်ရတယ်အမရေးတဲ့တစ်ခုတည်ချင်လို့ပါတဲ့အကြောင်းနဲ့အမတ်တွေကလိုတယ်เนาะကျောင်းအမတ်တွေလိုတယ်အဲ့ဒီအမတ်တွေကိုကြည့်ပြီးတော့ကျွန်တော်တို့ကကလေးဒီကျောင်းကိုရှောက်ပေးတာဖြစ်တယ်အဲဒါကြောင့်မို့ကလေးကျောင်းအမတ်တွေလည်းလိုတယ်เนาะအဲ့တော့ပညာရေးချင်းမှလည်းအရင်ညံ့နေလို့မရအောင်เนาะစာ because ကျွန်တော်တို့ဒီမှာစာလဲတင်မှာဖြစ်တယ်အဲ့ဒါကြောင့်မို့စာလာတင်တယ်လို့ကောင်းထမှာသဘောထားမှာဖြစ်တယ်ဒါပေမဲ့ဒီရှေ့လမှာ3နှစ်စာလာတင်တဲ့အခါမှာ3နှစ်မပြီးမချင်းကျွန်တော်တို့ရရင်လစာနဲ့ကျွန်တော်တို့နေထိုင်ခွင့်ကို recover ဖြစ်တယ်အဲ့တော့မိသားစုတွေကိုတော့ထောက်ပံ့နိုင်တယ်လို့ကျွန်မကမပြောဘူးပေါ့နော်ဒါပေမဲ့ကိုကတော်တယ်လို့ပေါ့လေထောက်ပံ့နိုင်တာရှိပါတယ်ပေါ့နော်ကျွန်မဒီလိုမျိုးလူတွေကိုမက်လုံးပေးတယ်ပြောခိုင်းရမှာဆိုလို့အဲ့ဒီဟာတွေအပိုအလိုတွေဟိုဘက်ကိုတိတ်ပြီးမှအစွန်းရောက်တဲ့စကားလုံးတွေကိုမပြောချင်တာဖြစ်တယ်ဒါကြောင့်မလို့လူငယ်တွေ3နှစ်ကိုလာရင်းနှီးပါပြီးလို့ရှိရင်ခင်ဗျားတို့ဂျာမနီနိုင်ငံကနေရထားတဲ့ certificate ကဘယ်နိုင်ငံမှာပဲလုပ်မျက်နှာသာရပါတယ်ပြီးလို့ရှိရင်ကိုကလုပ်ချင်သလားဒီနိုင်ငံမှာဆက်နေချင်သေးသလားဒီနိုင်ငံကကြိုက်ရလားဆိုကြိုက်တယ်ဆိုလို့ရှိရင်ကြိုက်တယ်လို့ပေါ့နော်ဆက်နေလို့ရတယ်ငါမနေချင်ဘူးเนาะဒီနိုင်ငံမှာငါဒီပညာရေးရဲ့နဲ့မြန်မာနိုင်ငံမှာပဲတွားပြီးတော့လှုပ်ရှားနေရပါတယ်ကိစ္စမရှိပါဘူးเนาะဘယ်သူမှခင်ဗျားတို့ကိုဒါချုပ်နှောင်ထားခြင်းလုံးဝမရှိပါဘူးเนาะစေတန်းမအောင်တဲ့အဲ့ဒါပဲ10ရမ်းမအောင်တဲ့လူတွေအတွက်ကျမကနေဒီဘာမှလုပ်ပေးလို့မရဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်10ရမ်းကျွန်တော်တို့က certificate နဲ့တွားပြီးတော့ပညာရေးချင်းနဲ့တွားရတာဖြစ်တယ်ပေါ့နော်။အဲ့ဒါကြောင့်မို့တတိယနိုင်ငံကနေကျမတို့ကိုလမ်းခေါ်တဲ့ option တွေကိုကျမမနက်ဖြန်ဗီဒီယိုမှာတင်ပြမယ်။အဲ့ဒီဗီဒီယိုမှာလူငယ်များအကုန်လုံးတွားပြီးလေ့လာသင်ကြပါ။ကျမကတော့10ရမ်းမအောင်ရင်လည်း experience ရဲ့လူခေါ်ချင်ပါတယ်။ဒါပေမဲ့ကျမကိုယ်တိုင်လည်းအဲ့ဒီ company ပိုင်ရှင်မဖြစ်နေလို့ပေါ့နော်ခေါ်လို့မရပါဘူး။အဲ့တော့10ရမ်းမအောင်ခဲ့တဲ့လူတွေအတွက်တော့စိတ်
သိမကောင်းပါဘူးရှင်ဆရာအောင်ထားတဲ့လူတွေပညာရေးချင်းလည်းရှိနေတဲ့လူတွေအသက်လည်း30မကျော်နေသေးတဲ့လူတွေဂျာမန်စာကိုယခုချိန်ကလေ့လာသင်ယူပါအဲ့ဒါဆိုလို့ရှင်တော့ခင်ဗျားတို့တစ်ချိန်မှာဂျာမနီနိုင်ငံကိုရောက်လာလိမ့်မယ်ပေါ့နော်ဂျာမနီနိုင်ငံကကြောက်စရာလည်းမကောင်းပါဘူးဘာမှလည်းတူးချာမဖြစ်ပါဘူးပေါ့နော်ဒါပေမဲ့အဓိကတီချာကအချိန်တိကျရမယ်တယောက်နဲ့ကိုယ့်ကိုတန်ဖိုးထားမယ်ကိုယ့်ကို manage လုပ်နိုင်ရမယ်တတိယနိုင်ငံလာတာဖြစ်တဲ့အတွက်ဒီနဲ့ဘယ်နိုင်ငံမှာမဆိုဘယ်နေရာမှာမဆိုမိမိအားကိုးနဲ့ကိုယ့်ကိုနေရတာဖြစ်ပါတယ်เนาะအဲ့တော့အလုပ်ကတော့အများအားလုပ်နေရမှာပါအလုပ်မလုပ်ဘဲနဲ့နေလို့မရပါဘူးเนาะအဲ့တော့ဂျာမနီနိုင်ငံမှာပဲရောက်ဘယ်နိုင်ငံမှာပဲရောက်ကျွန်တော်တို့စူးစမ်းခြင်းနဲ့စိတ်ရဲ့လုံးလဆွဲလုံးလရိယာရှိရဲ့လူငယ်တွေအားလုံးကဘယ်နေရာမှာရောက်အဆင်ပြေကြပါတယ်เนาะဒါမှမဟုတ်ဘူးကျွန်တော်တို့ကငွေကြေးကเนาะထိုင်းစင်ကာပူမှာတစ်လောက်300 350 300ရတယ်မလိုဘူးဆိုလို့ရှင်တော့ငွေကြေးတစ်ခုတည်းကြည့်တယ်ဆိုလို့ရှင်တော့မလာကြပါနဲ့အဲ့ဒီမှာပဲလုပ်ကြပါမဟုတ်ဘူးကျွန်တော်တို့ရဲ့အနာဂတ်အတွက်စဉ်းစားတယ်အနာဂတ်မှာ PR လေးရခြင်းနဲ့နော်ပြီးလို့ရှင်သားသမီးတွေလေးရှေ့ရအတွက်လည်းစဉ်းစားမယ်ဒီကျွန်တော်တို့တတိယနိုင်ငံမှာရောက်ဖူးချင်တယ်ဆိုလို့ရှင်တော့လာပါလို့ပြောချင်ပါတယ်အဲ့တော့ဘာကြောင့်လဲဆိုလို့ရှင်တတိယနိုင်ငံဆိုတာကျွန်တော်တို့USA နဲ့အလားတူဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အလုပ်သမားကိုအကာအကွယ်ပေးတဲ့ fully အလုပ်သမားဘယ်လိုပြောမလဲအလုပ်သမားအာမခံရှိတယ်ကျမရဲ့အာမခံရှိတယ်အခွန်တော့ဂျာမနီနိုင်ငံမှာဆောင်းရပါတယ်အခွန်မဆောင်းဘဲနေလို့မရပါဘူးเนาะအခွန်ဆောင်းတဲ့လူကသာလေနိုင်ငံသားလျှောက်ခွင့်လေးရှိတာဖြစ်ပါတယ်เนาะအသက်အကန့်အသတ်ရှိသလားဆိုအခုချိန်မှာအသက်က30အောက်ရှိနေတဲ့လူငယ်တွေကိုဂျာမန်စာလေ့လာပါပညာရေးချင်းရှိတယ်ဆိုလို့ရှင်အဲ့ဒီထက်ကြီးနေတဲ့လူကဂျာမန်စာတွေရှိနေပြီးသားဖြစ်တယ်ဆိုလို့ရှင်ကျမတို့စီကိုလာဆက်သွယ်ပါကျမတို့အကြောင်းလျှောက်ပေးကြည့်ပါမယ်เนาะကျမတို့ကခင်ဗျအသက်ကြီးလို့ငယ်လို့စီမခွဲခြားထားပါဘူးဒါပေမဲ့ကုမ္ပဏီကလက်ခံတာမလက်ခံတာကသူတို့အပိုင်းဖြစ်ပါတယ်ကျွန်တော်တို့စီကိုလာပြီးတော့ချက်လက်ပြည့်စုံစွာလာပေးတယ်ဆိုတော့ကျမတို့ကအကြောင်းလျှောက်ပေးပါတယ်အင်တာဗျူးပေးပါတယ်เนาะအင်တာဗျူးပေးပါတယ်ဘယ်သူကိုမဆိုပြောပေးပါတယ်ဒါကြောင့်မို့အသက်ကိုကိုယ့်အကိုပေါ့ငါအသက်ကြီးသွားရင်မလုပ်ချင်တော့ဘူးဆိုတော့ဒါတဘောမဟုတ်ဘူးငါတော့အသက်35ဆိုလဲ38ဆိုလဲငါစူးစမ်းကြည့်ချင်တယ်ငါ B1 certificate ရအောင်လုပ်ပြီးတော့ငါတခုခုရှောက်ကြည့်ချင်တယ်ဆိုတော့ you can try it ကျမတို့လည်းအလုပ်ကခုမှစမှာဖြစ်တဲ့အတွက်เนาะကြီးစံအသက်35လေးလက်ခံလိုက်တယ်ဆိုတော့ပြောစရာမရှိဘူးပေါ့နော်ကျမတကယ်လုံနေရင်နဲ့အတွေ့အကြုံတွေအများကြီးရှိလာလိမ့်မယ်အဲ့ဒီခါမှာပို့ပြီးတော့ကျွန်တော်တို့မြင်တွေ့ရမယ်ဒီဟာတွေကအလုပ်ကလုံရင်နဲ့တင်ကြားသွားပြီပေါ့နော်အဲ့ဒါကြောင့်မလို့ဘယ်သူဘယ်ဝါမဆိုနော်ဘယ်သူဘယ်ဝါမဆိုဘယ်နိုင်ငံမှာပဲရှိနေလူငယ်များရောလူကြီးများရောအကုန်လုံးပေါ့နော်တတိယနိုင်ငံကိုရည်ရွယ်ချက်ရှိတယ်စိတ်ကူးရှိတယ်နော်တွားချင်တယ်ဆိုလို့ရှင်တော့ Ausbildung နီလန်ကျမစီမှာရှိပါတယ်နောက်တစ်ခုကဒီ opportunity card ဆိုတာကကျွန်တော်တို့ကိုယ်တိုင်ရှောက်ရတဲ့ opportunity card ဖြစ်တယ်ကျမတို့လည်းစားပေးမလုပ်ပေးချင်ဘူးမအောင်ပေါ့နော်အဲ့တော့အဲ့ဒီ opportunity card ကကိုယ့်အကိုလုပ်ပါကိုယ့်အကိုရှောက်ပါအဲ့ဒါကဘလို့တကယ်လို့ကရှောက်ကြည့်လိုက်လို့ကျွန်တော်တို့ point မိသွားတယ်ကျွန်တော်တို့ approve ဖြစ်သွားပြီဆိုလို့ရှင်ဒေါ်လာ USA မို့ euro 12350ကိုတစ်နှစ်စာပေါ့နော်ကျွန်တော်တို့ဘလော့အကောင့်ထဲမှာထည့်ရတာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီ Ausbildung နဲ့မဟုတ်တဲ့ university လာတက်ချင်တဲ့လူတွေဂျာမနီနိုင်ငံမှာ university fee ကတစ်နှစ်ကိုဆို semester တစ်ခုကို euro 900 600ပေးရပါတယ်တက်တာတွေပြောလို့ရတယ်ပေါ့နော် USA ထက်စားလို့ရှင်ဒါပေမဲ့ဂျာမနီဘာသာဂျာမန်ဘာသာစကားတင်ကြားမယ်ဆိုလို့ရှင်တော့ဂျာမန်ဘာသာစကား B2 လို့အပ်ပါတယ်public university private နဲ့အင်္ဂလိပ်လိုတက်မယ်ဆိုလို့ရှင်တော့အင်္ဂလိပ်ကျောင်းတွေကတက်ဈေးနှုန်းရှိပါတယ်ပေါ့နော်ကျောင်းဈေးရှိပါတယ်အဲ့တော့တက်ကရိုလာတက်မဲ့လူရဲ့ opportunity ခက်ရှောက်မဲ့လူတွေကတော့ block account လို့ပါတယ်အဲ့တော့ဒီ account တွေကတော့ကျွန်တော်တို့အစိုးရစီကိုပေးတာလည်းမဟုတ်ဘူးကျွန်တော်တို့ကိုအတွက်ကိုပတ်စံအသေးထိသွားတာဖြစ်ပါတယ်အလပြတာလည်းမဟုတ်ပါဘူးเนาะအဲ့တော့ဒီပတ်စံ12000မပေးရတဲ့ဟာက Ausbildung တစ်ခုပဲရှိနေဒါကြောင့်မလို့ကျွန်တော်တို့ဒီ12000 3000ပေးပြီးတော့ကို့မှာ experience ရှိတယ်ငါယုံကြည်မှုအပြည့်အဝရှိတယ်ဆိုလို့ရှင်တော့လာပြီးတော့အဲ့ဒီဟာလေးရှောက်လို့ရတယ်အသက်ကတော်အဲ့မှာ found ထဲမှာသတ်မှတ်ထားတာရှိကောင်းရှိနိုင်တယ်ပေါ့နော်ကျမရဲ့ video တွေကျမရဲ့ Facebook page မှာ link တွေလည်းအများကြီးချပြထားတာရှိတယ်အဲ့ဒီမှာသွားပြီးတော့ကျွန်တော်တို့ကြည့်လို့ရတယ်သွားကြည့်လို့ကိုယ်ရှောက်ကြည့်လို့ရတယ်เนาะအဲ့တော့ဒါတွေကတက်ကရိုလာတက်တဲ့လူတွေရော blog အကောက်လို့ရ opportunity ကနဲ့ရှောက်ချင်တဲ့လူရော blog အကောက်လို့ရ OPay အကောက်တွေကျမတို့ OPay program တွေကျမတို့မလုပ်ပေးဘူးဒါတွေကအရန် rich များတယ်ပေါ့နော်ကျွန်တော်တို့ဒီနိုင်ငံကိုလာဖို့တစ်နှစ်ပဲခွင့်ပေးတယ်ပြီးလို့ရှိရင်အဲ့ဒီတစ်နှစ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘာမှလုပ်လို့မရအောင်မြန်မာပြည်ကိုပြန်ရမယ်နော်
ပြန်ကိုပြန်ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ပေါ်ဆာမတွေးပါနဲ့တကယ်လာချင်တယ်ဆိုလို့ရှိရင်ဂျာမန်ဘာသာစကားကိုစုံထိပြင်ဆင်လာပါလို့ကျွန်မကပြောချင်ပါတယ်နော်စေရန်အောင်မနေရင်ကိုရသလားဆိုစေရန်အောင်ထားတယ်ဆိုလို့ရှိရင်အောင်လက်မဲ့ယူလာခဲ့ရမရတော့ကျမတို့ကမပြောဘူးပေါ့နော်ကျမကကုမ္ပဏီလက်ခံမှာမဟုတ်ကျမကခင်ဗျားတို့ကိုဂျာမန်ဘာသာစကားပညာစေတန်းအောင်လက်မှတ်ပါလာပြီဆိုလို့ရှိရင်ကျမတို့အတိကခင်ဗျားတို့ကိုပြူးမှာ interview ကဂျာမန်ဘာသာစကားပြူးမှာဖြစ်တယ်နော်ပြီးလို့ရှိရင်ဒီမှာစင်ကိုလာဟာလားစင်ကိုရေးဟိုပေါ့လေကိုကဂျာမန်ဘာသာစကားဘာသာစကား fluent ဖြစ်တယ်စာလိုက်နိုင်သလားပေါ့ကိုသိရမလားငါစာလိုက်နိုင်တယ်လားဒါဆိုရင်စီမာလေးစာတင်မှာဖြစ်တယ်စာမလိုက်နိုင်တဲ့အခါကြလို့ရှိရင်ဒုက္ခရောက်မယ်ပေါ့နော်sorry ကိုစာလိုက်နိုင်တယ်ငါလုံနိုင်တယ်ဆယ်လအမှတ်နေရင်လည်းကိစ္စမရှိဘူးငါဆွဲရှိတယ်ကွာဆိုလို့ရှိရင်လာလျှောက်ပါလာလျှောက်ကြည့်လို့ရတယ်ဒီလိုမျိုးအမှတ်နေတယ်ဆိုလို့ရှိရင်ဒီ cow house မှာ supermarket ဒီမှာ logistics ဒီမှာလျှောက်လို့ရတယ်တကယ်လို့ခင်ဗျားလျှောက်လိုက်လို့လက်ခံသွားပြီဆိုလို့ရှိရင်ခင်ဗျားဘာပဲပြောဒီအလုပ်တစ်ခုကလည်းရေရှည်ရက်တည်လို့ရတဲ့အလုပ်မျိုးဖြစ်တယ်နော်သဘောပေါက်ကြလားမသိဘူးနော် TikTok မှာကြည့်နေတဲ့လူငယ်လေးတွေရောလဲဘယ်သူပဲဖြစ်ပေါ့နော်ကိုယ့်အတွက်အနာဂတ်အတွက်စဉ်းစားနေတယ်ဆိုလို့ရှင်တော့လာခဲ့ကြပါဂျာမနီနိုင်ငံကိုကျမစီမှာအကြောင်းလာလျှောက်လို့ရပါတယ်ကျမစီကိုလာပြီးတော့စင်းလာသွင်းလို့ရပါတယ် Facebook page တစ်ခါမှလာပေးပါတကံ Facebook page မှာလာပြီးတော့ဆက်တွဲပါအဲ့ဒီမှာ Messenger နဲ့ကျမတို့တစ်ဆင့်ပေါ့နော် auto reply လည်းရှိတယ်အဲ့ဒီမှာလာပြီးတော့ကျွန်တော်တို့ကို Viber မှာတော့မဟုတ် page မှာတော့မဟုတ်email မှာတော့မဟုတ် register လာလို့ရပါတယ် register လာလို့ရခါမှာကျွန်တော်တို့ German ဘာသာစကား level ပြောရမယ်နော် German ဘာသာစကား level လေးရေးထားပေးပါ German ကစာက A2 ရောက်နေပြီတဲ့ my god ဒါဆိုတော့ A2 ဆိုအများကြီးနားလေသွားပြီမလားကျမရဲ့ page ကစိမ့်သွားတယ်ဒီမှာနီးနေတော့သူတို့သိမကြမ်းပါသေးဘူးအဲ့တော့ကျမ engage အရင်ကြားတယ်ကျမရဲ့ video တွေကြားတယ်လုံးဝမတက်တော့အဲ့တော့ကျမရဲ့ video လေးတွေတွေ့ရင်လည်း share ပေးကြပါအောင်ရှင်เนาะဘယ်မှာပဲဖြစ် YouTube မှာရော Facebook မှာရော share ပေးကြပါအဲ့တော့ကျမနောက်တစ်ခုတခါရဲဒီညမှာ social မှာလူတွေအများကြီးရှိမှတခါရဲပြောပါမယ်ကျမကဘယ်သူဘယ်ဝါနဲ့မှ collaborate လုပ်ပြီးတော့အလုပ်မလုပ်ပါဘူးเนาะကျမစီကိုလာပြီးတော့ကျွန်တော်စီမှာဒီလိုမျိုး hospital အလုပ်သမားတွေရှိတယ်ကျွန်တော်တို့အလုပ်လုပ်အောင်မလုပ်ပါဘူးเนาะကျမလုံးဝမလုပ်ပါဘူးကျမတယောက်တည်းကိုနိုင်တဲ့လောက်လုပ်သွားမှာဖြစ်ပါတယ်ကျမလုပ်တဲ့ရည်ရွယ်ချက်ကကျမပဲသိတယ်ပေါ့เนาะသိရเนาะသူများတွေကိုယူရိုနိုင်ငံကိုလာဖို့တဲ့ယူရို9000တော့6000တော့9000တော့လိုအပ်နေတယ်ဆိုပြီးတော့เนาะပတ်စံတွေအများကြီးကောက်စားနေတဲ့အဖွဲ့ပေါ့နော်အဲ့ဒီအဖွဲ့တွေကိုကျမကအဲ့ဒီဟာတွေအဲမှာအဲ့လူမျိုးတွေအများကြီးကျမရဲ့လူငယ်တွေကျမရဲ့မျိုးတွေကျမရဲ့လူမျိုးတွေပါသွားမှာဒုက္ခရောက်ကြမှာဆိုတဲ့အတွက်ကြောက်ကြမှာဆိုတဲ့အတွက်ကျမပတ်စံကိုအနည်းဆုံးဈေးနဲ့ကျမတို့မလုပ်ပြီးမယူချင်တော့ဘောနော်မဖြစ်နိုင်တဲ့ဈေးနှုန်းနဲ့ကျွန်မလုပ်ပေးတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်မစီမှာ collaborate လုပ်ဖို့တော့မစင်စားပါနဲ့ကျွန်မလူတွေစီကနေခေါင်းပုံဖြတ်မဲ့လူမျိုးစားလည်းမဟုတ်เนาะအဲ့တော့ဘယ်လိုအင်္ဂလိပ်တစ်ခုတင်းနေလာလို့မရအင်္ဂလိပ်တစ်ခုတင်းနေဆိုခေါ်ခမရ international skill worker ဆိုလို့ရှိရင်တော့ရှောက်လို့ရပြီတင်တယ်ဒါပေမဲ့ကျမတို့ကအဲ့ဒီဟာမျိုးမရှောက်ပေးဘူးเนาะအင်္ဂလိပ်တစ်ခုထင်းနေဆိုလို့ရှိရင်မလျှောက်ပေးဘူးကျမတို့ကအဓိကအဖြစ် outskill လုံးလျှောက်ပေးတာဖြစ်တယ်အသက်မွေးအကြောင်းလျှောက်ပေးတာဖြစ်တယ်အဲဒါကြောင့်အဲ့ဒီအသက်မွေးအကြောင်းလျှောက်ရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဂျာမန်ဘာသာစကားရှိရမယ်ဂျာမန်ဘာသာစကားကို B1 certificate တစ်ခုထင်းနေတော့မလို့တော့ B1 certificate မဟုတ်ဘူးနဲ့ B2 certificate တီယူလာမယ် B2 ကိုကျွန်တော်တို့လာခါနီးမှာတော့ပြရမယ်เนาะဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ company က interview တဲ့ခါမှာကျွန်မပြောမှာပထမအဆုံးကခင်ဗျားတို့ကိုကျွန်မက guideline လုပ်ပေးမယ်ပေါ့ interview တဲ့ခါမှာဘယ်လိုဖြေရမယ်ဘယ်လိုပြောရမယ်ဆိုတာကိုကျွန်မက guide ပေးမယ်နောက်နေ့ကျခင်ဗျားတို့ကျွန်တော်တို့ company ရဲ့ head နဲ့ view ရမယ်ပေါ့နော်အဲ့လိုပြောတဲ့ခါမှာဒီကျွန်တော်တို့ရဲ့ company head ကခင်ဗျားတို့ကို German လို့ဖြေဦးမှာဖြစ်တယ်အင်္ဂလိပ်လိုလည်းမပြောဘူးမြန်မာလိုလည်းမပြောဘူးဂျာမန်လိုပြောမှာဖြစ်တယ်အဲ့ဒီအခါမှာခင်ဗျားတို့က80%တော့မအောင်ဘူးဆိုလို့ရှိရင်ကျမတို့ကြောင်းလျှောက်ပေးလို့မရအောင်เนาะကြောင်းလျှောက်ဒီကြောင်းလျှောက်တယ်ဆိုတာတကယ်ပေါ့เนาะလေးနဲ့ပါတယ်အဲ့ဒါကြောင့်လူတိုင်း is not for everyone လို့ပြောချင်ပါတယ် is not for everyone and not everything is easy but not is difficult also လို့ပြောချင်ပါတယ်အဲကြောင့်မို့ကျွန်တော်တို့ဘယ်သူပဲဖြစ်ပေါ့เนาะဘယ်နေရာမှာပဲနေစူးစမ်းခြင်းစိတ်ရယ်ရိယာရယ်နော်လုံးလာရိယာရယ်စူးစမ်းခြင်းတဲ့စိတ်ရယ်အချောင်းမခုခြင်းတဲ့စိတ်ရှိတဲ့လူတွေပဲလိုအပ်ပါတယ်နောက်တစ်ခုကျွန်မအမြဲတမ်းပြောနေကြရှိရအတစ်ဒီမှာပါမယ်ထင်တယ်
တခါလေးပြောပါမယ်ကျမတို့ရဲ့ hospital ကိုရှောက်ပြီးတော့နိုင်ငံသားခိုလုံဖို့စဉ်းစားတာမျိုးဆိုလို့ရှိရင်ကျမတို့မလက်ခံပါဘူးကြိုတင်ပြီးမှကျမတခါလေးပြောပါတယ်ကျမ interview ရဲ့ခါမှာလည်းဒီစကားလုံးပြောမှာဖြစ်ပါတယ်လာလျှောက်ခဲ့တဲ့နိုင်ငံသားကျမ hospital ရှောက်ရင်းနဲ့ကျွန်တော်တို့အောင်နိုင်ငံသားခိုလုံမယ်လို့တွေးထားတယ်ဆိုတော့ကျမတို့ ਨੇ အလုံးမလုပ်ပါနဲ့ခင်ဗျားဒုက္ခရောက်သွားလိမ့်မယ်เนาะဒီမှာလည်းခိုလုံဖို့ကိုအကြောင်းနဲ့ကိုလှုပ်လိုက်တယ်ဆိုလို့ရှိရင်ကျမတို့အနောက်ကနေလိုက်မှာဖြစ်ပါတယ်เนาะအဲ့တော့ဒါတွေအားလုံးကျမဒီလိုလှုပ်ရတဲ့အချင်းကျမငွေရေးကြီးကိုပေါ်ပေါ်ပေးပေးလှုပ်ပေးတယ်ဆိုတော့ပေါ်ပေါ်ပေးပေးအတုံးချဖို့မဟုတ်ပါဘူးเนาะကျမတို့ရည်ချင်းရှိတဲ့လူတွေเนาะကျမတို့ဆင်းရဲနေတဲ့လူတွေကိုကျမကူညီတဲ့အနေနဲ့ဒီအလုပ်လုပ်ပေးတာဖြစ်တယ်အဲ့တော့ကျမတို့ပေါ်ပေါ်ပေးပေးပေါ်ပေါ်တန်တန်စဉ်းစားထားရဆိုလို့ရှိရင်ကျမနဲ့ဘာမှအလုပ်လုပ်ဆရာမလိုဘူးเนาะအဲ့တော့ကြိုတင်ပြီးတော့ပြောချင်မှာစူးစမ်းချင်တဲ့လူတွေเนาะအနာကမှာရည်ရွယ်ချက်ရှိတဲ့လူတွေနဲ့ပဲကျမလှုပ်လို့ချင်ပါတယ်သစ္စာရှိတဲ့လူတွေနဲ့ပဲလှုပ်ချင်ပါတယ်အဲ့တော့ကျောင်းလာလျှောက်တာဖြစ်တဲ့အတွက် PVP အခုအစ်စ်မှာ passport လုပ်မယ်ဂျာမနီနိုင်ငံကို hospital တက်မယ်စဉ်းစားချင်တော့ PJ နဲ့ PV လောက်ထားပါပေါ့နော်အဲ့တော့တခြားနိုင်ငံမှာ PJ PT PV ဒီပါညာရှိနေခဲ့တယ်ဆိုလို့ရှိရင်လေဒီကနေ့တို့တရားဝင်အဲ့ဒီနိုင်ငံမှာရှိနေတယ်ဆိုလို့ရှိရင်ကျွန်မပြောတဲ့အချက်လက်တွေ10တန်းအောင်ပြီးသားတက်ကရောတက်ပြီးသားဒါမှမဟုတ်12တန်းအောင်ပြီးသားဒီလိုမျိုးချက်လက်တွေအသက်16နှစ်အထက်ရအသက်30အောက်ကကလေးငယ်တွေဆိုလို့ရှိရင်လာပြီးတော့ကျွန်မကိုဆက်တွေ့လို့ရပါတယ်အဲ့တော့စာဆက်တွေ့တဲ့အခါမှာအရင်အဆုံးစီးတင်မယ်ပြီးလို့ရှိရင်ကျမတို့ကအစ်စ်လိုက်ပေါ့နော်စာရွက်တွေကို upload လုပ်ဖို့အတွက်အချိန်ပြောခဲ့မယ်အဲ့ဒါပြီးလို့ရှိရင်စာရွက်တွေလက်ထဲမှာပြည့်စုံသွားပြီတရက်ကို9ယောက် interview ကျမကနေစပြီးခေါ်မယ်ကျမကနေစပြီးတော့ view မယ်ကျမကကြည့်မယ်စစ်ဆေးမယ်မေးမြန်းမယ်ကျမတို့ပြောစရာရှိတဲ့ဟာကိုကျမပြောမယ်ပြီးသားလို့ရှိရင်ကျမတို့ company ကောင်းတဲ့စကားပြောရမယ် interview ရမယ်အဲ့ချိန်မှာတော့အရေးကြီးပါတယ်ဂျာမန်ဘာသာစကားကိုကျွမ်းကျင်ဖို့အတွက်လိုအပ်ပါတယ်ကျွန်တော်တို့ကဂျာမန်ဘာသာစကားရမ်းရှုပ်တယ်ကွာအချိန်မပေးနိုင်ဘူးဆိုလို့ရှိရင် sorry ပါကျမတို့လည်းကူညီလို့မရပါဘူးပေါ့နော်အဲ့တော့ကူညီလာနဲ့ကိုသွားလို့ရတဲ့ opportunity ခက်ရှိလဲရှိတယ် visa နဲ့လာပြီး asylum ခံတာကျမလည်းဘာမှမဆိုင်ဘူးခံလို့ရတယ်လုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ hospital ကိုအသုံးခံပြီးတော့လာမယ်စဉ်းစားထားတယ်ဆိုလို့ရှိရင်ကျမနဲ့မလာဖို့အတွက်ကြိုတင်ပြောတာနော်ပြီးလို့ရှိမှကျမကိုအစိုးမစိုးနဲ့တခါမှအရင်အကျင့်မကောင်းကျွန်တော်တို့အဲ့လိုမဟုတ်ဘူးနော်ကျမနားလေအောင်တယောက်ချင်းစီလဲကျမ interview တဲ့အခါမှာရှင်းပြမှာဖြစ်ပါတယ်နော်အဲ့တော့ကျမလိုက်လာဖို့အတွက်ဂတိပေးထားတဲ့အတွက်ကျမလိုက်လာခဲ့တာဖြစ်တယ်ဂျာမနီနိုင်ငံမှာနေထိုင်တဲ့အခါမှာဘယ်လိုမျိုးတွေဆင်ခြင်ရမယ်ဘယ်လိုမျိုးနေထိုင်ရမယ်ဆိုတဲ့ဟာတွေလေကျမရဲ့ live မှာကျမရဲ့ page မှာကျမရဲ့ YouTube မှာရောအများကြီးရှင်းပြထားတယ်เนาะအဲ့တော့ကိုရိုင်းလေးစုံစမ်းလေ့လာပါမေးမြန်းပါဖြစ်သလိုမလုပ်ပါနဲ့ပေါ့နော် everyone not for everyone လို့ကျမပြောပြီးသွားတယ်เนาะအကောင်လုံးအတွက်မဟုတ်နိုင်ပါဘူးစူးစမ်းခြင်းနဲ့လို့လုပ်ခြင်းနဲ့လို့ငါဒီအလုပ်ကိုလုပ်ချင်ရလားဖြစ်ချင်ရလားငါဂျာမနီနိုင်ငံမှာရောကြိုက်ရလားလူမျိုး culture shock ဖြစ်တာတွေရောနော်ဒီသားစုနဲ့လည်းအဝေးနေရမယ်ပေါ့နော်ဒီလိုမျိုးတွေတကယ်စဉ်းစားထားတယ်ဆိုလို့ရှိရင်တော့သွားပြီးတော့ကျွန်တော်တို့တော့လေ့လာပါမလာခင်မှာဆရတေချာလေ့လာပါလာပြီးတော့ရင်နောက်သားရမယ်ဒါမျိုးတွေမဖြစ်စေချင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ငွေရေးကြေးရေးကိုခေါင်းထဲမထည့်ဘဲနဲ့ကျွန်တော်တို့တတ်နိုင်တဲ့လောက်ကျွန်တော်တို့အရေးချင်းကိုပြသနိုင်ရမယ်ကျွန်မစီမှာနောက်ဆုံးအနေနဲ့နော်ကျွန်တော်တို့ရဲ့အခက်အခဲဒီလိုမှန်မှန်ကန်ရှိတယ်ကျွန်တော်ကတော့ဂျာမန်ဘာသာစကားလေးပြီးထူးတက်ထားပြီးပြီဒါပေမဲ့အမရေကျွန်တော်မှလာဖို့အတွက်လမ်းစိတ်300လည်းမရှိဘူး350လည်းမရှိ380လည်းမရှိဘူးလာပြောပါကျမစီလာပြောပါကျမအဲ့လောက်ထိလူမှုရေးမခေါင်းပါဘူးကျမပါလုတ်ပေးနိုင်တဲ့နည်းလမ်းတွေရှိပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့စီမှာပြရမှာတက်တယ်ကငါလုတ်နိုင်တယ် yes I'm interesting and yes I can do it ဆိုတဲ့အပိုင်းတွေဖြစ်ပါတယ်နော်အဲ့ဒါတွေမပါဘဲနဲ့ဂျာမန်ဘာသာစကားလည်းမပြဘဲနဲ့စိတ်ဝင်စားရုံနဲ့လည်းလုံးမဖြစ်ပါဘူးဘယ်အရာမဆိုကိုစိတ်ဝင်စားရုံနဲ့ပြီးသလားမပြီးပါဘူးကျမဒီအလုပ်ကိုလုပ်ဖို့အတွက်စိတ်ဝင်စားခဲ့တယ်ဒါပေမဲ့ဒီလမ်းကြောင်းပေါ်မှာမလျှောက်ဘဲနဲ့ဒီတိုင်းနေခင်ဖြစ်လာမလားမဖြစ်လာပါဘူးနော်အရာအားလုံးဟာကျွန်တော်တို့ရဲ့ကိုရိုင်းပေါ့နော်ကျွန်တော်တို့စူးစမ်းမှာဖြစ်တယ်ကျမတို့ IT အပိုင်းတွေရောအားအကုန်လုံးပေါ့နော်တတ်နိုင်တဲ့လောက်ကျွန်တော်တို့ concept ရှာပေးနေတယ်ဒါပေမဲ့ IT ကိုတော့ကျွန်တော်တို့IT ကိုတော့10တန်းအောင်ရုံနဲ့မရအောင်တက်ကရိုပါပြီးထားရမယ်နော် IT ကတက်ကရို RP2 လို့ခေါ်တယ်ဂျာမန်လိုတက်ကရိုက RP2 ခေါ်တယ်နော် RP2 မှာမပြီးထားရင် IT ရှောက်လို့မရအောင်ထိုနည်း၎င်းပဲ accounting ပိုင်းလဲလို့ပဲ RP2 မပြီးရင်ရှောက်လို့မရအောင်အဲ့လိုမျိုးရှိတယ်နော်ဂျာမန်ဒီ hospital မှာလဲတစ်နှစ်ပဲတက်ရတဲ့ဟာရှိတယ်လို့3နှစ်ပဲတက်ရခါရှိတယ်မနေ့ကကြောက်လို့ကျမတင်မဲ့ဗီဒီယိုမှာတစ်ချက်လက်ကြည့်လိုက်နော်မောင်လေးနော်မောင်လေးရှင်တယ်ဒီချာလေးကြည့်လိုက်အဲ့ဒီဗီဒီယိုမှာကျွန်မအသေးစိတ်ရှင်းပြထားတာရှိတယ်မြန်မာလို translate ပြန်ထားတာတချို့ဟာတွေ translate ကလေ complete translate မဖြစ်နေဘူးအမားတွေတကယ်လို့ပါတယ်ဆိုလို့ရှိရင်နားလည်ပြီးဖတ်ပြီးကျွန်မကိုယ်တိုင်ကမျက်လုံးငုံတယ်မျက်စိမမြင်တာဖြစ်တဲ့အတွက်အဲ့ဒီစာရွက်စာတမ်းတွေကိုကျွန်မအများကြီးမစစ်ဆေးနိုင်ဘူး
နော်အဲ့တော့ကျမတို့ဒီဘက်မှာရတဲ့လောက်အဆင်ပြေလောက်လုပ်ပေးထားတာဖြစ်တယ်ကျမ collect တွေလုပ်ပေးထားတာနော်အဲ့တော့မနေ့ကကျမတင်မဲ့ post ကိုဒေချာလေးကြည့်ပါစောင့်ကြည့်ပါအဲ့ဒီ post မှာအဲ့ဒီ video မှာကျမ link လေးချပေးထားတယ်အဲ့ဒီနေရာမှာဘယ်ဟာကိုဘယ်လိုတက်မယ်ဆိုဘယ်လိုဖြစ်တယ်ဆိုတဲ့အကြောင်းတွေအသေးစိတ်ကျမလုပ်ပေးထားတယ်အဲ့ဒီမှာပြပေးထားတဲ့ option တွေအကုန်လုံးကျမတို့တက်နိုင်ဆိုတော့ company ကိုဆက်သွယ်နေဆဲဖြစ်တယ်ဆက်သွယ်နေတုံးဖြစ်တယ်ဆက်သွယ်အောင်မှာဖြစ်တယ်ပေါ့နော်အားကြောင့်မို့ကျမတို့ ਨੇ လက်သွဲလုံးမဲ့လူတွေတတိတိရမှာပထမတစ်ချက်ကကျမကနော်10ရမအောင်မဲ့10ရမအောင်တဲ့လူလေကျမကူညီလို့မရဘူးကျမတို့ကအကြောင်းကိစ္စနဲ့တွားတဲ့အကြောင်းလျှောက်ပေးတဲ့အလုပ်ဖြစ်တဲ့အတွက် education ပါကိုပါလာပါမယ် German balance ကပါကိုပါလာပါမယ် German balance ကမပါလို့ရှင်ကျမတို့ရှေ့ဆက်သွားလို့မရပါဘူးဒုတိယအပိုင်းကကျတော့ကျမတို့မှာ outspill လုံးရှောက်ပြီးတော့နိုင်ငံသားကိုလုံးကိုရှောက်ဖို့စဉ်းစားထားတယ်ဆိုလို့ရှိရင်အခုကလေးကကျမနဲ့အဆက်တွေပြတ်လိုက်ပါဒါခမရတို့နစ်နာပါတယ်ကျမနဲ့အဲ့ဒီအလုံးနဲ့မဆက်ပါဘူးအဲ့တော့ခမရတို့ကိုယ့်အကိုပေါ့နော် visa နဲ့လာပြီးရှောက်တာကျမနဲ့ကိစ္စမဆိုင်ဘူးဘာမှမဆိုင်ဘူးเนาะအဲ့တော့ကျမတို့အဲ့ဒါကိုမလုပ်နဲ့ပြောတာမဟုတ်ကျမတို့က outspill လုံးလာရှောက်နေလာလုပ်သွားမယ်ဆိုလို့ရှိရင်အနောက်ကလူငယ်တွေအတွက်လည်းနစ်နာတယ်ကျမတို့အတွက်လည်းနစ်နာတယ်မြန်မာလူမျိုးလူငယ်တွေအတွက်အများပိုင်းနစ်နာတယ်เนาะအဲ့ဒါကြောင့်မလို့အဓိကကျမအတွက်ကျမကဒီအလုပ်ကိုမလုပ်ရင်လည်းကျမရှိဆက်ပြီးနေလို့ရတယ်ဒါပေမဲ့ကျမဒီအလုပ်ကိုလုပ်ပေးတယ်ဆိုတော့ကျမတို့မြန်မာလူငယ်တွေအတွက်လုပ်ပေးတာဖြစ်တယ်အဲ့ဒီတော့ဒီလိုမျိုးအခွင့်အရေးတွေကိုဆုံးရှုံးနစ်နာဖို့အတွက်တော့ကျမလက်လွတ်ခံမှာဗါလဲလက်ခံမှာမဟုတ်ဘူးเนาะအဲ့ဒါကြောင့်မလို့ဘယ်သူမဆိုဘယ်ဝါမဆိုဂျာမန်နိုင်ငံကို outspill လုံးတက်ချင်တယ်ဆိုလို့ရှိရင်တော့ဂျာမန်ဘာသာစကားရဲ့ကျမပြောထားတဲ့ education တွေဒီဘာသာရပ်တွေရှိနေဖို့လိုအပ်တယ်ဆယ်ရန်အောင်ထားရမယ်အနည်းဆုံးမြန်မာစနစ်ဟောင်းအခုစနစ်1မှာ10ရန်ရောက်ပြီဆိုတဲ့အဖွဲ့ရှိတယ်အဲ့လိုမဟုတ်ဘူးเนาะစနစ်ဟောင်းမှာ10ရန်အောင်ထားရမယ်စနစ်1မှာစနစ်12တန်းအောင်ထားရမယ်လို့ပြောတာเนาะအဲ့တော့အဲ့ဒီဟာတွေအကုန်လုံးချက်လက်ပြည့်စုံတယ်ဂျာမန်ဘာသာစကားလည်းကျွန်တော်တို့လက်ထဲမှာရှိတယ်ဆိုလို့ရှိရင်ကျွန်မလည်းလာဆက်တွေ့ပါဆက်သွယ်ခြင်းတဲ့လို့ပြောတာเนาะအကုန်လုံးမဟုတ်ဘူးငွေရေးကြေးတက်နိုင်တဲ့လူက3,900ဘလားဘလို့ယူရို9,000 4,000ပေးနေရမှာတွားကြပါလှုပ်ချင်နေလှုပ်ကြပါဘောเนาะကျွန်မမသားပါဘူးဒါပေမဲ့ကျွန်တော်တို့စီမှာကျွန်မနဲ့အတွေးခေါ်ခြင်းတူတဲ့လူတွေကျွန်မနဲ့ကျမတို့ ਨੇ ကန်ဆက်တဲ့လူပေါ့မြန်မာလိုပြောမှစကန်ဆက်တဲ့လူကျမစီရောက်လာနိုင်မယ်ပေါ့နော်အဲ့ဒီတော့အကုန်လုံးကိုကျမရဲ့ information sharing ကိုလူတိုင်းနားထောင်ခွင့်ရှိတယ်အကုန်လုံးတိုင်းသားဘယ်သူမဆိုမြန်မာလူမျိုးတွေမြန်မာစကားနားလည်တဲ့လူတွေအကုန်လုံးနားထောင်လို့ရတယ်နော်ကျမတို့ကဘယ်သူမဆိုဘယ်လူမျိုးမဆိုမွတ်စလင်ရဝမ်ဗုဒ္ဓဘာသာဟုတ်လားခရီးယန်အကုန်လုံးကိုကျွန်တော်တို့ကစူးစမ်းချင်တဲ့လူတွေကို welcome လုပ်ပါတယ်ဆိုတဲ့အကြောင်းဒီညမှာပြောချင်ပါတယ်နော်အော်အမှန်ဆိုဒီနာစင်တက်တဲ့ဟာတွေကိုကျမတို့ company ကနဲ့ကျွန်တော်တို့ company ရဲ့အကောင့်ကပြောတာအဓိကညာဘာဖြစ်လဲကျွန်တော်တို့ company ကနေတော့အမှန်အတွေ့အကြုံမရှိတဲ့လူကိုမခေါ်ချင်တာဖြစ်တယ်။ဘာကြောင့်လဲသိလားတချို့လူတွေကလေတူနာပြုကိုအခြေခံပြီးတော့ဒီဝါသနာမပါဘဲနဲ့လာကြတယ်ပေါ့လေ။ဝါသနာမပါပဲလာကြတဲ့အခါကျတော့ခဏနေကြလို့ရှိရင်ဒီဝါသနာမပါတော့ကျွန်တော်တို့မှာဒီမှာဆက်မလုပ်ချင်တာမျိုးတွေရှိလာတယ်အဲ့တော့ကျွန်တော်တို့က10ရန်အောင်ထားတဲ့အကြောင်းကြောင့်တက်ကလို့မတက်နိုင်ဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုโอเคကျွန်တော်တို့ကဝါသနာပါတဲ့အကြောင်းကိုတက်တည်ပြရမယ်ဘယ်လိုပြကြမလဲ6လတင်တန်းဒီနာစစ်တင်တန်းတွေလေအဲ့ဒါလေးတွေတက်ရမယ်အဲ့ဒါလေးပြနိုင်တယ်အသက်လေးငယ်နေသေးတယ်ဆိုလို့ရှိရင်အဲ့ဒါလေးတွေလုပ်ခဲ့ကြဖို့အတွက်ကျွန်မကပြောချင်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးလေးလုပ်လာတယ်ဆိုလို့ရှိရင်ကျွန်မတို့ကဒီလူငယ်လေးကမြန်မာနိုင်ငံရဲ့ RP2 မပြီးထားဘူးဒါပေမဲ့သူကတော့ဒီဒုနာပြုဝါသနာပါတဲ့လက်ရှိမှာလေဒီဟာကိုသူတင်ကြားလိမ့်လာနေစေဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကအခြေခံပြီးတော့ CV form မှာရေးရတာကိုဟုတ်တယ်မလားအဲ့ဒီဟာလေးတွေရေးပြီးတော့ခင်ဗျားတို့ကိုကျွန်တော်တို့ကြောင်းလျှောက်ပြီးတော့အခုညအနောက်ကနေ recommend letter လေးတွေကျွန်တော်တို့လုပ်ပေးလို့ရတယ်เนาะအဲ့လိုမျိုးเนาะအဲ့တော့စိမ့်သက်အမှန်ဆိုလျှောက်ပေးဖို့အစီအစဉ်မရှိဘူးဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်တို့ဘယ်လိုလုပ်လို့ရမလဲဆိုတဲ့အကြောင်းတွေလည်းကျွန်တော်တို့တစ်ချက်လေ့လာကြအောင်မေပေါ့เนาะအဲ့လိုမျိုးရှိပါတယ်ရှင်ကဲလောက်ပါအောင် TikTok ကအောင်မေးစရာဘာမှမရှိဘူးလားအဲ့တော့ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော် nursing လုပ်ချင်တာပဲဖြစ်ဖြစ်ဈေးရောင်းဈေးဝယ် supermarket ဒီအကြောင်းအရာတွေကလည်းအရန်နဲ့နေတယ်ရှင်းပြရတာလေခင်ဗျားတို့မသိတာတွေအများကြီးရှိတယ်အဲ့ဒါကြောင့်မလို့မနေ့ကတင်မဲ့ဒီ page ကျွန်တော်တင်မဲ့ link ကိုခင်ဗျားတို့လူတိုင်းဂျာမန်နိုင်ငံကိုစိတ်ဝင်စားဆိုလူတိုင်းကြည့်ဖို့လိုတယ်အဲ့ဒီ link မှာကျမတို့တစ်ခုချင်းစီ option တစ်ခုချင်းစီရဲ့အသေးစိတ်ကိုရှင်းပြထားတယ်နော်
okay အဲ့လိုမျိုးစင်ကာပူမှာလုပ်နေတယ်နားလက်မှတ်လေးတွေရောရှိလာညီမလေးရှိတယ်ဆိုလို့ရှိရင်ရတယ်เนาะအသက်ကရောဘယ်လောက်ရှိပြီလဲเนาะအမရဲ့ Messenger မှာလာပြောကြပါ Messenger ကိုလည်းစတယ်အများကြီးဒီနေ့ပြန်ပေးထားတယ်เนาะအများပိုင်းကိုကျွန်တော်ပြန်ပေးထားပါတယ်တကယ်လို့ Messenger မှာစာပြန်ပေးထားတဲ့နေရာမှာတချို့ဟာတွေကလေကြော်ရတာရှင်မပြန်ဖြစ်တဲ့ဟာလေအဲ့လိုမျိုးဆိုရင်ပြန်အမရေကျမတို့စာပြန်ပေးပါအောင်ဆိုပြီးတော့ပြန်ပို့ပေးကျမသက်နိုင်ဆုံးပြန်ပေးမယ်เนาะအဲ့တော့ကျမကိုယ်တိုင်စာပြန်နေရဖြစ်တဲ့အတွက်ကျမတို့ admin နဲ့လွဲလို့မရဘူးဒီကိစ္စတွေကလေကျမတို့ admin တွေကဒီခါကိုနားနေတာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့လောလောဆယ်ကျမတယောက်ချင်းစာပြန်နေဖြစ်တဲ့အတွက်စာပြန်နောက်ကျတယ်ဆိုလို့ရှိရင်တောင်းပန်ပါတယ်ပေါ့နော်လူချင်းမင်းများအားလုံးကိုပေါ့နော်ကျမအရန်တန်ဖိုးထားပါတယ်အကုန်လုံးကိုကျမတက်နိုင်ဆုံးကူညီပေးချင်တယ်ပေါ့နော်အဲ့တော့ကူညီပေးချင်တယ်အဲ့ဒါကြောင့်ညီမတို့လည်းဟုတ်လားဟုတ်ကဲ့ပါရှင်အဲ့ဆိုအမပြန်ပြီးသားလားစာပြန်လာပြီးပြီလားမပြန်ရသေးဘူးလားမပြန်ရသေးခဏနေမအိတ်ခင်မှာအမတစ်ခေါက်စာပြန်ပေးမယ်နော်ဘယ်သူပဲဖြစ်ပေါ့ကျမရဲ့ like ကိုကျမရဲ့ channel တွေကိုကျမရဲ့ YouTube channel ကျမရဲ့ Facebook ကျမရဲ့ TikTok ဒီမှာရှိနေတယ်ကျမရဲ့လူကြီးမင်းများမြန်မာလူငယ်များပေါ့နော်ကျမတို့ရဲ့တတိယနိုင်ငံကိုရည်ရွယ်ချက်ရှိတယ်တတိယနိုင်ငံကိုသွားပြီးတော့ကျွန်တော်တို့ဘဝကိုအစချင်တာမျိုးရှိတယ်ကျွန်တော်10သိရနော်ကျမတို့အိမ်အကူလုပ်နေတဲ့ညီမလေးတွေအများကြီးထဲမှာ10အောင်ပြီးပွဲရထားတဲ့လူတွေအများကြီးပါတယ်နော်အဲ့ဒီလူတွေလည်းကျမကအရန်နှိုးဆော်ချင်ပါတယ်အိမ်အကူလုပ်တာအချင်းခဏပဲလုပ်ပါကျမကိုယ်တိုင်လည်းအိမ်အကူလုပ်ခဲ့ပါတယ်နော်အိမ်အကူနေရာမှာအကြာကြီးမနေပါနဲ့ကျွန်တော်လာစာရတာကိုပဲမကြည့်နဲ့ကျွန်တော်တို့ရဲ့အနာဂတ်ကိုကြည့်ရမှာဖြစ်ပါတယ်เนาะအဲ့တော့အိမ်အကူလုပ်ရင်းနေကျွန်တော်တို့ရဲ့ဘဝတွေကိုခြေလန်းလန်းဖို့ကျွန်တော်တို့ကို10ရန်အောင်ပြီးသားလူတွေဘွဲရပြီးသားတွေပါတယ်အဲ့ဒီလူငယ်လေးတွေကကျွန်တော်တို့ come on เนาะကျွန်တော် fighting လုပ်အောင်ဂျာမန်စာအောင်နောက်တစ်မျိုးဘာသာစကားကိုလေ့လာခြင်းနဲ့စိတ်ရှိသေးတယ်ဆိုလို့ရှိရင်အဲ့ဒီလေ့လာပြီးတော့ဂျာမန်စာလေ့လာပြီးတော့ကျမစီမှာအောက်စပင်းသုံးလာလျှောက်ကြပါဘဝအသစ်ကိုစရအောင် work balance life ကိုကျွန်တော်တို့တွားရအောင်ကျမကတော့ဒီနေရာမှာခွန်အားပေးချင်ပါတယ်အဲ့တော့ကျမတို့ live လွှင့်တာစာမပြန်သေးဘူးရှင်တယ်ဟုတ်ကဲ့အမပြန် high ပေးနော်ညီမလေးနော်ပြန် high ပေးအမပြန်ပေးမယ်ခဏလေးဒီຢာတွေအကုန်လုံးပြီးသွားလို့ရှင် high ပေးမယ် high တဲ့ခါမှာအနောက်မှာ emoji လေးပို့ဟာနော်အဲ့ဆိုကြည့်မြင်ရတယ်အမစီမှာစာပြရေးတွေလို့တည့်ရမှာຢာနဲ့200 300ရှိတယ်နော်အဲ့ဒါကြောင့်နော် hospital လုံးကိုရှောက်ရင်းတဲ့ nursing home နဲ့ hospital good question ဦးနိုင်ဝင်းထုံးမေးတယ်မေခွန်းကျွန်မဖြေပေးချင်ပါတယ် hospital ရှောက် nursing ရှောက်လို့ရှင်တဲ့ nursing home နဲ့ house ဘလို့ nursing home နဲ့ hospital ဒီဆေးရုံဆေးခန်းမှာတက်ခွဲပြီးရှောက်လို့ရလားလို့မေးထားတာမလားအဲ့ဒါတခါလေးပြောပေးပါမယ် hospital ရှောက်တဲ့အခါမှာဒီလိုမျိုးအရင်တုန်းက2023ရဲ့အရှိပိုင်းမှာ2023ရဲ့အရှိပိုင်းမှာ hospital ကိုဒီဒူနာပြုတ်ကိုပိုးပွားရိတ်တာတက်ဆေးရုံဆေးခန်းမှာတက်ဆိုမှခွဲထားတာရှိတယ်နော်ဒါပေမဲ့အခု2024နောက်ပိုင်းမှာအကုန်လုံးပူပေါင်းလိုက်တာဖြစ်ပါတယ်အကုန်လုံးပူပေါင်းလိုက်တာပါဘာကြောင့်ပူပေါင်းလိုက်တာလဲဆိုလို့ရှိရင်အဲ့ဒါကြောင့်မလို့ဆေးရုံဆေးခန်းကလူတွေရောနော်ဆေးရုံဆေးခန်းမှာတဲ့အလုံးမဲ့လူရောဘိုးဘွားရိတ်တာမှာလုံးမဲ့လူရောကလေးတငယ်နာမှာလုံးတဲ့လူရောအဲ့ရမှာပဲအိတ်တဲ့နေရာရောတူနာပြုတ်တယောက်ရဲ့လှုပ်တိုက်တဲ့ဟာအကုန်လုံးကိုသူကပေါင်းတင်ပေးသွားတာအကုန်တင်သွားတာကျွန်တော်ယူလို့မရအောင်အကုန်တင်သွားတာတူနာပြုတ်အဲ့ဒီလူပေါင်းတင်ပြီးသွားတဲ့အခါကျတော့ခဏနေနောက်ဆုံးနှစ်ကြာမှကျွန်တော်ဒါပေမဲ့ဒီ hospital ရဲ့လက်မှတ်ကကြေပြန့်သွားတာပေါ့ပြောမယ်ဆိုလို့ရှိရင်လေသိလားနော်ဒီ3နှစ်ပြီးသွားပြီတူတာပြု3နှစ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီထဲမှာပါတဲ့ option တွေကလေးစီကိုပဲသွားမလားပိုးပွားရိတ်တာပဲသွားမလားဆေးရုံဆေးခန်းမှာပဲလုပ်မလားကိုရွေးပြီးတော့အလုပ်ရှာရတော့မှာဖြစ်သွားတယ်အဲ့တော့ဒီလက်မှတ်တစ်ခုထဲမှာအကုန်လုံးပေါင်းပါသွားတာအမှန်ဆိုကျောင်းသားကျောင်းသူတွေအတွက်ဒီမှာကျောင်းလာတက်မဲ့တူနာပြူလာတက်မဲ့လူတွေအတွက်အရန်ကောင်းတယ်နော်အဲ့လိုပေါင်းလိုက်ပါပြီရှင်အဲ့ဒါကြောင့်မို့ကိုရွေးချယ်လို့တော့မရပါဘူးเนาะအဲ့တော့အဲ့လိုပေါင်းတာဖြစ်တဲ့အဲ့ဒီမှာလောက်ရမယ့်အချိန်မှာအကုန်လုံးအနေရအနက်ကိုတပတ်တစ်မျိုးတစ်လတစ်မျိုးပေါ့ဒီလဆိုရင်လူငယ်ဥပမာဘိုးဘွားရိတ်တာဖက်သွားရင်သွားဒီလကဆေးရုံပိုင်းသွားဒီလကသိရမလားကလေးတငယ်နာစန်ထရကလေးမတန်ဆွမ်းတဲ့ကလေးစီသွားဒီလိုမျိုးလေးတွေเนาะသူတို့တင်ကြားသွားတာဖြစ်တယ်အဲ့တော့ပညာအများကြီးစုံသွားပြီအဲ့ဒီ hospital ဆင်းလာပြီဆိုရှင်အဲ့ဒီအလုပ်ပိုင်းက missy make ပေးလုပ်လိုက်ရုံပဲပေါ့နော်ဒါကြောင့်မလို့ရေရှည်ရက်တည်ဖို့ဖြစ်တဲ့အတွက်ဒီတူနာပြုဟာကိုဝါသနာပါဖို့အရန်ရေးကြည့်တယ်ကိုကဝါသနာမပါဘဲနဲ့ဒီအလုပ်ကိုလုပ်တယ်ဆိုလို့ရှင်ဘယ်အလုပ်မဆိုကိုဝါသနာမပါဘဲနဲ့ငွေရေးကြီးတစ်ခုကြောင့် for living course တစ်ခုကြောင့်ပဲလုပ်တယ်ဆိုစိတ်ပြင်ပန်းတယ်လူပြင်ပန်းတယ်နော်အားကြောင့်မလို့ဘယ်သူပဲဖြစ်စိတ်ဝင်စားပါဝ
ဝါသနာပါတဲ့လူပဲဒီ outspell သုံးဒူနာပြုကိုရှောက်ပါတခြားအလုပ်တွေလည်းအများကြီးရှောက်လို့ရပါတယ်ဆိုတဲ့ဟာကိုကျွန်မပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်မင်္ဂလာပါရှင် TikTok ကလူတွေရောမေးစရာရှိသလားရှင်ကျမပါပါမမေးကြတော့ဘူးလားเนาะအဲ့တော့ YouTube ကတော့ဒီနေ့က view လည်းမတွေ့ရဘူးကျမလည်းမမြင်တာလားကန်းတာလားမသိဘူးဆိုတော့အဲ့တော့ဘယ်သူပဲဖြစ်ဘယ်နေရာမှာပဲရောက်နေကျမရဲ့ like ကိုကျမရဲ့ like ကိုလာပြီးတော့ enjoy လုပ်ကြတဲ့လူတူတယောက်ချင်းစီကျမပြောတဲ့စကားလုံးလေးတွေကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကိုယ့်ရဲ့ညီမကိုယ့်ရဲ့တူမကိုယ့်ရဲ့အမျိုးတွေထဲမှာပညာရည်ချင်းရှိရတာနဲ့နိုင်ငံခြားမှာအချိန်ဖြုံးပြီးတော့တတိယဒုတိယနိုင်ငံမှာထိုင်းမလေးရှားစင်ကာပူတွေမှာအချိန်ဖြုံးပြီးတော့ဒူနာပြုအိမ်မက်ရှိနေခဲ့ပြီးတော့ဒူနာပြုလုပ်ခွင့်မရှိခဲ့တဲ့လူငယ်လေးတွေကိုကျမဖိတ်ခေါ်ပါတယ်ရှင်အဲ့တော့ကျမရဲ့ like ဟာဒီလောက်ပါပဲကျမတို့နောက်ထပ်စနေတနင်္ဂနွေနေ့ဒါမှမဟုတ်ဒီကြားမှာ like လေးတွေပြန်လာပါမယ်ကျမရဲ့ video လေးတွေကိုစောင့်မျှော်ပေးကြပါကျမရဲ့ video လေးတင်တဲ့အခါမှာ like and share လေးလုပ်ပေးကြပါလို့လည်းဒီညမှာတောင်းဆိုချင်ပါတယ်အားလုံးကို may God bless you bye bye မေးစရာရှိတာလေးတွေကိုကျမရဲ့ CV မှာလာမေးပေးကြပါလို့ဒီညမှာပြောချင်ပါတယ်မြန်မာFacebook page YouTube page TikTok အကုန်လုံးက DAKUM ဖြစ်ပါတယ်เนาะအဲ့ဒီမှာပဲကျွန်တော်စီကိုလာပေးကြဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်အားလုံးကို bye bye have a nice day and sleep well bye